Okay ပါအခုရော Blockage for online webinar ကြီးကျိုးလေးကိုကြားလာပြီးစားရဲ့ participant အားလုံးကိုမင်္ဂလာပါလို့နှုတ်ဆက်ပါရစေဒီမှာကတော့ဒီနေ့ပွဲလေးမှာ MC အနေနဲ့တာဝန်စားပေးသွားမယ်အတန်နာကျော်ပဲဖြစ်ပါတယ်ဆိုတော့ဒီ webinar လေးကနေ့ရက်တာကျင်းပပြုလုပ်တာဖြစ်ပြီးတော့ပထမနေ့ကို17လပိုင်း20ပွဲနေရာပြုလုပ်ခဲ့ပါတော့ဒီနေ့ကတော့ဒုတိယမြောက်နေ့လေးပဲဖြစ်ပါတယ်အဲ့တော့ J1 မှာ blogging session ခေါင်းစဉ်နဲ့ဆရာလေးမိုးဆက်က blogging နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှဝေပြီးရကိုတော့ J1 ကိုတက်ခဲ့ကြတဲ့သူတော်များသိထားပြီးဖြစ်ပြီးတော့နော်ဆိုတော့ဒီ chain မှာ J1 တော့တက်ခဲ့တဲ့သူလေးတွေရှိလို့ရှိရင် reaction လေးတွေပေးလို့ရပါတယ်reaction လေးတွေပေးကြပါဦးဟုတ်ကဲ့ပါအဲ့တော့ Day 1 ကိုတက်ခဲ့ကြတဲ့သူလေးတွေလည်းရှိရရောတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီနေ့ Day 2 မှာကတော့ Studying Your Journey with Blog ခေါင်းစဉ်နဲ့ဒေါက်တာထက်ဤဦးဝင်းက blogging နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီတော့ Day 2 agenda လေးကိုဖတ်ပြပါရစေ9နာရီကနေ9နာရီ5မိနစ်ကတော့ဝေကျင်သားလေးပဲဖြစ်ပါတယ်အခုဆိုရင်တော့ဝေကျင်သားလေးပြီးသွားပြီပေါ့နော်9နာရီ5မိနစ်ကနေ9နာရီ15အထိကတော့အခု introduction ပိုင်းလေးပဲဖြစ်ပါတယ်9နာရီ15ကနေ10နာရီ15ကတော့ guest speaker sharing session လေးပဲဖြစ်ပါတယ်10နာရီ15ကနေ10နာရီ45အထိကတော့ဒီနေ့ရဲ့ guest speaker နဲ့အတူတူမိခွန်းနေမိနိုင်တဲ့ဆွေးနွေးနိုင်တဲ့ Q&A session လေးပဲဖြစ်ပါတယ်10နာရီ45ကနေ10နာရီ50အထိကတော့ feedback session လေးပဲဖြစ်ပါတယ်10နာရီ55အထိကတော့ blogging blog program sharing session လေးပဲဖြစ်ပါတယ်10နာရီ55ကနေ9အထိကတော့ thank you session လေးပဲဖြစ်ပါတယ်ဆိုတော့အရင်ဆုံးဒီပွဲလေးကိုကျင်းပပြုလုပ်ပေးတဲ့ Hybrid Education နဲ့ High Community အကြောင်းလေးကိုပြပြပေးချင်ပါတယ် Hybrid Education ကတော့ဘာသာစကားဆိုင်ရာသင်တန်းတွေလူပညာဆိုင်ရာအထက်မေးဝမ်းကြောင်းဘာသာရပ်တွေအပြင်လူငယ်တွေအတွက်အလုပ်ကိုင်ခွင့်လန်းတွေကိုကူညီထောက်ပံ့ပေးနေပြီးတော့ Hybrid ရန်လာနာနာမည်နဲ့ကလေးတွေရဲ့ပညာရေးအသိပညာတွေကိုမျှဝေပေးနေတဲ့လူငယ်အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ် Hybrid Education ရဲ့အဓိကရည်ရွယ်ချက်ကတော့အရေးကြီးပြည့်ဝတဲ့ပညာရေးကိုလူတိုင်းရရှိစေနိုင်ဖို့ဖြစ်ပြီးတော့လူငယ်တွေရဲ့အနာဂတ်ပညာရေးလမ်းကြောင်းဖွံ့ဖြိုးတိုးတက်စေဖို့အတွက်ပံ့ပိုးကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ် High Community ကကြတော့ Hybrid Education ရဲ့အဖွဲ့ဖြစ်ပြီးတော့လူငယ်တွေအတွက် workshop တွေ webinar တွေ event တွေနဲ့ training session တွေကနေတဆင့်အသိပညာတွေမျှဝေပေးဖို့အတွက်ရည်ရွယ်ထားပါတယ် High Community ရဲ့ရည်မှန်းချက်ကတော့လူငယ်တစ်ဦးစီတိုင်းအတွက်ယနေ့ခေတ်မှာအရေးပါပြီးတော့လိုအပ်တဲ့ skill တွေ knowledge တွေအခွင့်အလမ်းတွေကိုမျှဝေပေးဖို့ပဲဖြစ်ပါတယ် High Community ကပြုလုပ်ပေးနေတဲ့ program တွေကနေတဆင့်လူငယ်တွေကြားထဲမှာသင်ယူမှုတွေသင်ခန်းစာမှုတွေကိုမင်းမြူကူညီပေးနိုင်တဲ့ community တစ်ခုတည်ဆောက်ဖို့အတွက်ကြိုးပမ်းရည်ရှိပါတယ်ဒီတော့ညီမတို့ရဲ့ blogging webinar လေးအကြောင်းကိုပြောပြပေးချင်ပါတယ် blogging webinar ဆိုတာကကြတော့ content creation ကိုအမှန်တကယ်စိတ်ဝင်စားပြီးတော့ social media မှာကိုယ့်ရဲ့ creation တွေကိုလက်တွေ့အကောင်အထည်ဖော်ချင်တဲ့လူငယ်တွေအတွက်အတွေ့အကြုံရှိတဲ့ guest speaker တွေကနေတဆင့်လမ်းညွှန်ပေးသွားမယ့် webinar တစ်ခုလေးဖြစ်ပါတယ်ဒီနေ့ webinar လေးမှာဆိုလို့ရှိရင် storytelling နဲ့ personality ကိုပေါင်းစပ်ပြီးတော့ blog တစ်ပုဒ်ကိုထူးခြားအောင်ဖန်တီးနည်းတွေ camera ရှေ့မှာသဘာဝကျကျပြောဆိုနိုင်တဲ့နည်းလမ်းတွေ audience တွေဆီအမှန်တကယ်ချိတ်ဆက်နိုင်တဲ့နည်းလမ်းတွေပြီးတော့ digital platform မျိုးစုံအတွက် video ဖန်တီးနည်း ရိုက်ကူးနည်းတွေနဲ့တည်ဖြတ်နည်းတွေကိုမျှဝေပြောပြသွားမှာဖြစ်ပါတယ်ပြီးတော့ဒီနေ့ရဲ့ guest speaker ဒေါက်တာထက်ဤဦးဝင်းရဲ့ blogging အတွေ့အကြုံကနေတဆင့်တက်ရောက်လာကြတဲ့ participant တွေကိုယ်တိုင် content creator လမ်းခရီးကိုစတင်ဖန်တီးနိုင်ဖို့အတွက်နည်းလမ်းကောင်းတွေအခွင့်အလမ်းကောင်းတွေကိုရရှိသွားမှာဖြစ်ပါတယ်အရင်ဆုံးညီမတို့ရဲ့ဒီနေ့ webinar မှာ social media partnership အနေနဲ့ပံ့ပိုးကူညီပေးထားကြတဲ့ The Coffee Club, The Blossom, Dream Education နဲ့ One Point Institute တို့ကိုကျေးဇူးတင်ရှိပါကြောင်းဒီကနေလည်းပြောကြားပါရစေညီမတို့ရဲ့ဒီguest speaker ရဲ့ဒေါက်တာထက်ဤဦးဝင်းအကြောင်းကိုပြောပြပေးချင်ပါတယ်ဒေါက်တာထက်ဤဦးဝင်းက travel blogger တစ်ဦးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီးတော့ Thai Journey နဲ့ Phuket Children Hospital တို့ကိုတည်ထောင်ထားတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်2016ခုနှစ်ကစပြီးတော့ခရီးသွားနည်းပညာကျန်းမာရေးပညာပေးအကြောင်းအရာတွေပါဝင်တဲ့ travel blog 270ကျော်ကိုဖန်တီးခဲ့တဲ့သူဖြစ်သလိုယဉ်ကျေးမှုထိန်းသိမ်းရေးနဲ့သဘာဝခရီးသွားလာရေး eco tourism ကိုလည်းတက်ကြွစွာအားပေးခဲ့တဲ့သူလည်းဖြစ်ပါတယ်ကျန်းမာကြောက်တန်းနဲ့ရေရောက်သတ္တဝါတွေ Irrawaddy Dolphin တွေလိုသဘာဝစနစ်တွေကိုကာကွယ်ပေးဖို့အတွက်စိတ်အားထက်သန်နေသူတစ်ဦးလည်းဖြစ်ပါတယ် YCL Creator Collab 2025 မှာ delegate အနေနဲ့ရွေးချယ်ခံထားရပြီးတော့ယခုအခါမှာတော့ YCL Alumni တစ်ဦးလည်းဖြစ်ပါတယ်Myanmar Underwater Federation နဲ့ Global Peace Summit မှာတန်တမန်အဖြစ်နဲ့ပါဝင်ပြီးတော့ပင်လယ်သဘာဝစောင့်ရှောက်မှုနဲ့တာရှည်တည်တံ့နိုင်တဲ့ကမ္ဘာအတွက်တက်ကြွလှုပ်ရှားနေတဲ့သူတစ်ဦးလည်းဖြစ်ပါတယ် Advanced Open Water Scuba Diver တစ်ဦးဖြစ်ပြီးတော့ပင်လယ်အောက်သဘာဝလောကရဲ့အလားကိုအနီးကပ်အတွေ့အကြုံရှိတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်ဆိုတော့ညီမတို့ရဲ့speaker sharing session လေးမစခင်မှာအမတ်ကြီးအနေနဲ့ဓာတ်ပုံလေးရိုက်ပေးချင်ပါတယ်ပေါ့နော်စစချင်း energy အပြည့်နဲ့တက်တက်ကြွကြွလေးပါဝင်ကြရအောင်ဆိုတော့အဆင်ပြေတဲ့သူလေးတွေကညီမတို့ကင်မရာလေးတွေ
ဖွင့်ပေးကြဖို့တောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ရုပ်ချောချောလေးတွေမြင်ရဖို့အတွက်5စက္ကန့်လေးစောင့်ပါမယ်ကင်မရာလေးဖွင့်ပေးကြပါဦးဟုတ်ကဲ့ပါဟုတ်ကဲ့ပါဆိုတော့ကင်မရာလေးဖွင့်ပေးဆိုတော့ရုပ်ချောချောလေးမြင်ရတယ်နော်ဟုတ်ကဲ့ဆိုလို့ရှိရင်တော့ညီမတို့အားလုံး ready ဖြစ်ပြီဆိုရင် post လေးပေးကြပါမယ် okay ready 1 2 3ဟုတ်ပါတယ် okay so another post ပေးပါမယ် another post okay ready 1 2 3 okay ဆိုတော့ဒီပုံတွေကိုကြည့်လို့ရှိရင်ပေါ့နော် content creator အလောင်းလေးကိုမြင်နေရပါပြီကောင်း post လေးကောင်းကောင်းပြီးတယ်ဟုတ်ကဲ့ပါခုလိုမျိုး photo session လေးကိုပါဝင်ပေးတဲ့အတွက် participant အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။ဆိုတော့အမအဆင်ပြေလို့ရှိရင်အမရဲ့ sharing session လေးစလို့ရပါပြီ။ Okay ဆိုတော့ဆိုင်ပါနော်လောတယ်အမအကြောင်းနည်းနည်းမိတ်ဆက်ကိုPowerPoint လေးနဲ့ပြလိုက်မယ်ပေါ့နော်နောက်ပိုင်းဟာတွေတော့ဒီတိုင်းစကားအလွတ်ပြောမယ်ပေါ့နော်ဟုတ်ဆိုအခုဒီပြတဲ့ဟာလည်းဘာလို့လေ့လာလို့ရလဲဆိုရင်ဒါအခုပြတဲ့ဟာအမဒီအတွက်ကိုတည်တံ့ပြင်ထားတာမျိုးမဟုတ်ဘူးအမရဲ့ portfolio လိုပုံစံပေါ့နော်အဲ့လိုတခုခုbrand တွေကလာပြီးစကားပြောရပဲဖြစ်ဖြစ်အဲ့လိုမျိုးလာပြီးတောင်းပြီဆိုလို့ရှိရင်အမကဒီ file လေးပို့ပေးလေးရှိရပေါ့နော်ဆိုတော့ဒါလေးကိုတစ်ချက်အမနဲ့တူလိုက်ကြည့်လို့ရပါတော့နော်ဒါပေမဲ့ဒီမှာ slide တစ်ခုတော့ဖြုတ်ထားပါတော့ဈေးနှုန်းတွေဟာရော slide တစ် slide ပါတယ်အကောင်ဖြုတ်ထားပါတော့ဆိုတော့အမကိုရှင်းမယ်ညရလားမသိဘူးမြင်ရပါတယ် okay တော့ဒါအမရဲ့ဒါလက်ရှိ run ရဲ့ဒီ channel ပေါ့နော်လောလောဆယ်အမအဓိက share မှာတော့ Facebook နဲ့ YouTube ပေါ့နော်အမက YouTuber TikTok ကဘက်တော့မဟုတ်ဘူးပေါ့နော်ဒါအခုလာတက်တဲ့လူတွေအကုန်လုံးလည်းဂျူတီအောင်လို့ပြောပေးထားတာပေါ့နော်အမလောက်တာ2016ကတည်းကစလုပ်တယ်အမတို့စလုပ်တော့ဆိုလို့ရှိရင်ဒါ blogger လို့ပြီးတော့ခုမှ video မှ feed ပြောင်းပါပေါ့နော် vlogger တို့ social influencer လို့ဆိုတာမရှိသေးပါဘူးဒါအမတို့ဘလို့စပစ်ခဲ့လဲဆိုတော့အမရှိမှလည်းဗီဒီယိုတွေတော့အများကြီးတင်ပို့ရပါတော့အဲ့လိုစေးချောင်းစတက်ခဲကဒါကိုကခီးတော့ကိုလည်းဝါသနာပါတဲ့လူအဲ့တော့ပြန် share လုပ်ရအောင်လဲဝါသနာပါတဲ့လူဖြစ်တဲ့အတွက် page လေးထောင်ပြီးတော့ပုံမှန်လေးတင်နေလိုက်လို့ရှိရင်တချိန်တော့တန်တန်ညာရောက်မှာပဲဆိုတဲ့စိတ်နဲ့ပဲစတင်ခဲ့ရပါတော့ဆိုတော့ငါ blogger လုပ်မယ်ဆိုပြီးစခဲ့ရမျိုးမဟုတ်ပါဘူးဒီတိုင်းပဲခီးရသွားဝါသနာပါရဲ့နံပါတ်1ချက်ပြီးပြန် share လုပ်ရဝါသနာပါတယ်ပြီးတော့အဲ့လိုမျိုးပုံလေးတွေတင်တယ်ပုံလေးပြင်ပြီးတင်တယ်ပြီး video editing လုပ်ရတယ်ဝါသနာပါလို့လုပ်ဖြစ်ခဲ့တာပေါ့နော်ဆိုတော့ခုဆိုရင်10နှစ်9နှစ်ရှိပြီပေါ့နော်ဒါတော့အမလုပ်ခဲ့တဲ့ဒါသွားခဲ့တဲ့ဟာတွေကိုပုံတွေကိုဒီတောင်းတိတ်ဆန်ထိန်းသိမ်းရေးလို့ပြီး eco tourism ဟာတွေကိုအမပြထားပါနော်ဒါကတော့အမတို့ ambassador မြန်မာ Underwater Federation ambassador ဟာကိုပြထားတယ်ပြီးတော့ဒါအမတို့ဒီရှင်တော့တိကြမှာပါဒီညာဘက်လေးဆုံးကဒီ train to Bagan ဆိုတဲ့ post ကအမရဲ့ page ရဲ့လုံးဝ number 1 post နံပါတ်1 post အဲ့နံပါတ်1 post ကြီးကအဲ့လိုပေါက်သွားတာပေါ့နော်အဲ့မှာစပြီးလူရတိကြတယ်ပြောရမယ်ဆိုရင်ကိုရီခီးသွားတဲ့အခါတော့ဆိုလို့ရှိရင်အဲ့လိုမျိုးကလူငယ်တွေပဲစုသွားတာမျိုးတိတ်မရှိသေးဘူးlight track ကြီးနဲ့သွားတယ်မိသားစုလိုက်သွားတယ်ပြီးဘုန်းကြီးကျောင်းတွေမှာတဲတယ်အဲ့လိုခစ်သွားသေးလားတော်တော်လေးကြာခဲ့အဲ့လိုခစ်ဒါပေမဲ့အမတို့ပြန်ပြောင်းပြီးတော့အဲ့လို train ခဲ့တာပေါ့နော် training ဖောက်ခဲ့တာတင်ငယ်ချင်းနဲ့စုသွားတယ်ယထာကြီးစီးသွားတယ်ဟိုရောက်တော့ကြတော့အဲ့လိုe-bike တွေနဲ့စီးသွားတယ်ပေါ့အဲ့ကိုရီစီးတော့ဆိုလို့ရှိရင် tourist တွေလိုပဲစီးကြပါတော့ဒီ local စီးလေးမရှိတော့လူတွေကကိုရီတောင်မှ local လို့မထင်ကြဘူးပေါ့နော်အဲ့လိုမျိုးပြောရင်ကွာကိုက contact တစ်ခုပေါက်ဖို့ဆိုလို့ရှိရင်သူများနဲ့တိတ်ပြီးမတူတဲ့လမ်းကိုဖောက်ရမှာပေါ့နော် unique ဖြစ်အောင်လုပ်ရမယ်ပြီးသူများနဲ့မတူတဲ့လမ်းကိုဖောက်ရမယ်အခုဒီယထာပို့ဆိုလို့ရှိရင်လည်းသူများနဲ့မတူတဲ့လမ်းကြောင်းနဲ့တွားပြီးတော့ဒါ budget friendly လည်းဖြစ်တယ်ကျောင်းသားကျောင်းတွေတွားတာလည်းအဆင်ပြေဆိုတော့ဒါပေါက်တာကွာဆိုတော့အဲ့လိုမျိုးဘာကြောင့်ပေါက်တာလဲဆိုမှနောက်မှာအများကြီး reason ရှိတယ်ပြဒီဘက်တပုတ်ဆိုလို့ရှိရင်လည်းစင်ကောင်းတောင်ဆိုတာလည်းပြောရင်အမားဖောက်ခဲ့တာပေါ့နော်ဘယ်သူမှစင်ကောင်းတောင်ဆိုတဲ့ဟာကိုမသိခင်နေရာယားကြီးပဲရှိသေးတယ်အဲ့တော့အမကဒါသွားရင်းနဲ့မှရေးခဲ့တယ်အဲ့မှာအရန်ပေါက်သွားတယ်မြန်မာ Times ကတည်င်းညီမှာလည်းပါလာတယ်ပေါ့နော်ပြီးတော့အခုအဲ့ညမှာမြေစည်းတွေလည်းအရန်တက်ပြီးစိုက်နေအများကြီးပေါ်ပြီးတော့စင်ကောင်းတောင်ဆိုတာအရန်အပန်းဖြေတဲ့နေရာတစ်ခုဖြစ်သွားခဲ့ပြီပေါ့နော်ဒါအမဖောက်ခဲ့လို့ဖြစ်သွားတဲ့နေရာတစ်ခုပေါ့နော်နောက်တစ်ခုအဲ့လိုမျိုးနေရာလေးတွေကိုအဲ့လိုရှာပြတတ်ရင်တော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ပြောရရင်ဟို travel blogger လုပ်ချင်တယ်လုပ်ဖို့ဆိုတာကပတ်စံရှိမှလုပ်ရမယ်လို့စိတ်ထဲမှာမတွေးတာစေချင်ဘူးပေါ့နော်အဓိကကိုကွန်ခီးသွားတာဝါသနာပါတယ် nature တွေကိုကြိုက်တယ်အဲ့လိုမျိုး
ရှောက်သွားနေရကိုကြိုက်တယ် sharing လုပ်နေရလူတွေကြိုက်တယ်ဆိုလို့ရှင်တော့လုပ်လို့ရတယ်ဘောစီဖြစ်ချင်လို့ပါဘောနော်တော့အဲ့လိုမျိုးလေး share တယ်ပြီးရင်အဲ့လိုမျိုးပဲဒီ video ဆိုလဲသိကြမှာပါနေစိတ်ဘယ်လိုသွားမှာပါညာပေါ့နော်လို medium ချီရဲ့ view တွေရတယ်ပြီးရင်နောက်တစ်ခုကဒါအမနဲ့ collab လုပ်ခဲ့တဲ့လုံးဝဒါ page ပေါ့နော်ဒေါ်လာနဲ့ယူရပေါ့နော်သူတို့နဲ့ branding တွေပေါင်းပြီးတော့ကြာလုပ်ခဲ့တဲ့ကြော်ညာလုပ်ခဲ့တဲ့ဟာတွေပေါ့နော်ဒါကတော့ဒါလည်းလိုပဲ internationally ပေါ့နော်ခုဆိုရင်အမကဘန်ကောက်မှာလည်းလက်တော်တစ်နှစ်ခွဲလောက်ရှိပြီနေနေရဆိုတော့ဘန်ကောက်က brand စီနဲ့လည်းကြော်ညာတွေလုပ်တယ်ပေါ့နော်ဒါပေမဲ့အခုတော့လက်ရှိကမန္တလေးမှာပါပြီးတော့အဲ့လိုပဲအင်ဒိုနီးရှားရဲ့ဒီ tourism ပေါ့နော် government သူတို့ကဖိတ်တယ်အင်ဒိုနီးရှားကိုသွားရတယ်အဲ့မှာသူတို့က free ပို့ပဲပေါ့နော်အစားဆုံး free တပြားမှမကုန်ဘူးပို့တယ်အဲ့လိုကြီးသွားရတယ်ပြောရရင်ကွာခီးသွား blogger လောက်တာကဘယ်လိုပြောမလဲကိုက site job အနေနဲ့ဝါသနာပါလို့လုပ်တယ်ဆိုတာပဲဖြစ်တယ်လို့တော့မြင်တယ်ပေါ့နော်ဒါပေမဲ့ငယ်တော့ကောတခြားလူတွေစဉ်းစားဘူးကြမှာပါလွယ်ဤတလုံးနဲ့ကဘာပတ်ချင်လိုက်တာပေါ့နော်ဘာမှအလုပ်မလုပ်ဘဲနဲ့ကဘာပတ်မယ်အဲ့လိုဟာဟိုပြောရတာလွယ်အရန်ကြီးတော့ဘယ်လိုပြောမလဲတကယ်ဖြစ်ဖို့ဆိုတာအရင်စူးစမ်းမယ်အဖက်ဖက်ကနေပြီးတော့အကြောင်းအရာကြီးဆုံးမှလုပ်လို့ရမယ့်ဟာပေါ့နော်။ဘာလို့ဆိုတော့ကိုကအခုမှစရတဲ့လူဖြစ်တဲ့အတွက်လုံးဝ beginner စီအတွက်ပြောပါနော်။အခုမှစရတဲ့လူဖြစ်တဲ့အတွက်ဟိုတယ်လို့အမားတို့လိုအဲ့လို free pay မဲ့ဟာတွေ collect လုပ်မဲ့ဟာတွေကဘယ်သူမှ welcome ဆိုပြီးတော့လာပြီးကြိုနေမှာမဟုတ်တာကိုကစူးစမ်းရမှာဖြစ်တဲ့အတွက်ကိုပတ်စံနဲ့ကနေပဲအရင်ပတ်စံတွေတုံးပြီးတော့ခရီးသွားနေရကွာ။ဆိုတော့ traveler ကလောကပတ်စံကုန်တယ်ပေါ့နော်။တခြားဒီ streaming လုပ်နေတာလို့ပြီးရင်အဲ့လို food အိမ်မှာပဲဟင်းချက်ပြတာထိုင်ပြောတာအဲ့လိုမျိုးအစားတောက်ဆိုင်မှာ food blogger အဲ့လိုစားပြတာတွေကပို့ပြီးတော့လွယ်တယ်ပေါ့နော် connect ထုတ်ရတာအဲ့တော့ travel blogger ကတော့အဲ့လိုမျိုးတော့အချိန်ကုန်တယ် energy ကုန်တယ်ပတ်စံကုန်တယ်ပေါ့နော်အဲ့လိုသွားရတယ်ဒီကောင်ကဟိုပါပေါ့မြန်မာ Times မှာပါခဲ့တဲ့ဟာအမလို့စီသွားတာစီချင်းပေါ့အဲ့လိုနေရာကိုရိုက်ပြထားတာပေါ့နော်လူတွေအများကြီးနဲ့လို့စီသွားအဲ့တော့စီတဲ့ဟာစားတောက်ဆိုင်နေအောင်တိတ်မပေါ်သေးဘူးပြီးတော့မှထပ်ပြီးပေါ်လာပါဒီဘက်ကဟာကြတော့အဲ့လိုမျိုးပဲအဲ့လိုပအိုးဘက်ကိုသွားရတယ်အဲ့လိုပဲဒီဟိုတယ်နဲ့ခီးသွားကဖိတ်တယ်ပေါ့နော်အမတို့ဒီရှမ်းပြည်ဘက်ကို free သူတို့ရဲ့ဒီ travel blogger တွေအများကြီးပဲရန်ကုန်က travel blogger ရောပါတယ်ပေါ့နော်နေနေတွေဖွဲ့ပြီးတော့ကြာသွားတာပေါ့နော်အဲ့လိုကြီးသွားရတယ်ဒါကတော့အင်ဒိုနီးရှားကဖိတ်တော့သွားခဲ့တဲ့ဟာပေါ့နော်ပြီးရင်အဲ့လို Instagram မှာ hashtag လေးနဲ့အဲ့လိုပြင်တင်တယ်ပေါ့နော်ပြောရင်အခုလူငယ်တွေInstagram လဲတုံးကြပါပေါ့နော်ပြောကြတော့မလို့ပါဘူးတုံးကြမယ်ထင်တယ်ပြောရင်ကိုရီလိုခစ်ကပေါ့နော်အမားတို့လိုအရွယ်ကြီးတိတ်ပြီးတော့ Instagram တိတ်မတုံးဖြစ်ဘူး Facebook မှာပဲများကိုထက်ငယ်တဲ့လူတွေ younger generation တွေကတော့ Instagram မှာတော့များနေပေါ့နော် Instagram ကဘာကောင်းလဲဆိုရင်အမရဲ့ Instagram အရင်တော့32k follower ရှိတယ်ဒါပေမဲ့အဲ့ကောင်ကပြတ်သွားတယ်ဆိုတော့အခုတော့အတိတ်ကြီးပြန်ဖွင့်လိုက်ရတယ်ပေါ့နော်အဲ့လိုပဲ Facebook ကအကြောင်းတောင်းနဲ့အဲ့လိုဖြစ်သွားတယ်အဲ့တော့ပြောရင်အဲ့မပြတ်ခင်ရဆိုလို့ရှိရင်လည်း Instagram နေပဲဒီနိုင်ငံခြား brands တွေဒီ local brands တွေရောနိုင်ငံခြား brands တွေရောလာတယ်သူတို့အဲ့လို DM နဲ့လဲလာရှိသလိုအဲ့လို Gmail ကနေပြီးတော့ email ပို့ပြီးလာတယ်လည်းရှိရပေါ့နော်ပြီးတော့ဒါတွေပေါ့နော်ကိုကပြောရင် social presence ရှိကျင်တယ်အဲ့လို personal branding တစ်ခုတိစောက်ချင်တယ်ဆိုရင်ဒီလိုမျိုးပွဲကြီးလဲတွားရတယ်လက်ခံပေးရတယ်လုပ်ပေးရတယ်ပေါ့နော်ဥပမာခုဒီမှာဆိုလဲ MRTV4 မှာဒါမပြောတာဆိုရင်3-4ချိန်လောက်ပြောမှထင်တယ် morning show ပေါ့နော် morning show မှာပြောခဲ့တာပေါ့ခီးတစ်ချိန်ကိုခီးတစ်မျိုးပေါ့အဲ့လို live ပေါ့နော်မေးချင်ရင်လည်းစကားပြောကြပါပေါ့နော်ဒါကတော့ရန်ကုန်ကအဲ့လို travel ပွဲတစ်ခုမှာပြောတယ်ဒါကတော့အမတို့ငွေဆောင်မှာဒါအမိုက်ကောက်တဲ့ပွဲပေါ့နော်ပြောတယ်ဒါကတော့ New Next University ကနေပြီးတော့ဖိတ်လို့ sharing သွားလုပ်ပေးရပါတော့ဒါကတော့ကိုလုပ်ခဲ့တဲ့ဒီ awareness environmental protection ဒီ wildlife protection တွေလုပ်ခဲ့တဲ့ဟာတွေကိုပြထားပါတော့ဒါကတော့ New Next University မှာ speaker ဖြစ်နေပြောခဲ့တဲ့ဟာလေးကိုပြထားတယ်ဒါပြီးတော့နောက်တစ်ခုကဟိုကလည်းရေးခဲ့တယ်ပေါ့နော်travel articles တွေလည်းရေးသေးတယ်တနေ့တိတိကိုအဲ့လို travel magazine တစ်ခုကနေပြီးလာပြောလို့ okay ငါဒါလည်း challenge တစ်ခုပဲရေးမယ်ဆိုပြီးတော့စာအခြေကြီးတွေရေးရတာပြိုင်ကိုရီလိုဟိုရိုးက social media အတွက် blog post တစ်ခုရေးရင်တော့မှရှည်နေပြီွားဒီလား detail ရေးမယ်ဆိုရင် first တွေအကုန်စုပြီးရေးမယ်ဆိုရင်ရှည်နေပြီသားအဲ့တော့မှ तू စာအုပ်ကြီးလိုက်ကိုရေးရတာဆိုတော့စာစီစာကုန်းလိုရှည်ရေးရပါတော့နော်ပုံလေးတွေနဲ့လှလှလေးရောထွက်သွားတယ်အမှတ်တရတစ်ခုတော့ကြံခဲ့ရပါတော့အဲ့လိုမျိုးဆိုရင်လည်းလုတ်ပလိုက်ပေါ့သိရမလားအကောင်းဆုံးဖြစ်အောင်လုတ်ပလိုက်ပေါ့အဲ့လိုမျိုးကိုစီကို opportunities တစ်ခုခုကလာပြီဆိုလို့ရှိရင်တခါလေလက်ခံလိုက် challenge လုပ်လိုက်ပေါ့နော်အဲ့ဒါစင်ကောင်းတောင်ဘယ်လိုဖောက်ခဲ့ပြီးဘယ်လိုမျိုးဖြစ်သွားပါတယ်ဆိုတော့ထည့်ထားတာပေါ့နော်ပြီးတော့ဒါကတော့ Asia ပေါ့Asia application ကဒါဒီ
ဒီအမားတင်လိုက်တဲ့ video တစ်ခုကြောင့်ပေါ့သူ့ရဲ့ဒီ application download ကပုံမှန် download တဲ့4ဆတက်သွားတယ်ဆိုပြီးတော့သူတို့ဘက်ကပြောရတဲ့ဟာကိုပြန်ပြီးတော့ရေးပြပေးထားတာပေါ့နော်ဒါတော့ Panlong Eco Launch ကိုရေးပေးထားတဲ့ဟာပေါ့နော်နောက်တစ်ခုကတော့တည့်ရတဲ့အတိုင်းပဲအမားက scuba diving ကိုဝါသနာပါတယ်အရန်လည်း promote လုပ်တယ်ပေါ့နော်ဒီမြန်မာနိုင်ငံရဲ့ scuba diving စပြီးတော့ popular ဖြစ်သွားစေရလေအမားစလုပ်ခဲ့တာပဲပေါ့နော်ဘယ်သူမှတိတ်မလုပ်ခင်ဘာမှတိတ်ပြီးတော့ဘယ်သူမှတိတ်စိတ်ဝင်စားမှုမရှိခင်ကတည်းကစဖော်ထုတ်ပြီးတော့ဒါဒီလိုမြန်မာနိုင်ငံမှာရပြီးသွားလို့ရပြီဆိုဗီဒီယိုတွေနဲ့ပုံနေနဲ့အဲ့ဒါလည်းအရန်ပေါက်တယ်ပေါ့နော်ဒါပါပဲဆိုတော့ဒါကတော့အမားရဲ့ဒါ site လေးပေါ့နော်ဆိုတော့တဲ့ဒါ site ပြီးပြီဆိုတော့ဒါ sharing ကိုခဏပြန်ရက်လိုက်မယ်လူတက်အဲ့လိုပြောမယ် okay အဲ့ဆိုရင်ဒီတည်းကအခုဒီကိုလာတက်ပြီဆိုတော့အကုန်လုံးကဒီ content creation ကိုစိတ်ဝင်စားလို့vlogging ကိုစိတ်ဝင်စားလို့လာတက်တဲ့လူတွေပဲလို့မြင်တယ်ဒါပေမဲ့အဲ့မှာအမတခုမေးစီခြင်းတယ်ပေါ့နော်ကိုဘာလို့blogger ဖြစ်ချင်တာလဲဘာလို့ content creator ဖြစ်ချင်တာလဲပေါ့အဲ့မိကအရင်အရေးကြီးတယ်ဘာဖြစ်လို့လဲဆိုတော့ကိုကဒီလမ်းကြောင်းကိုရှောက်မယ်ဆိုရေရှည်ရှောက်ရမှာခဏတစ်ဖြုတ်နဲ့ဖုတ်ဖက်ဆိုပြီးတော့အောင်မြင်တာအရန်ရှားရပေါ့နော်အဲ့လိုအောင်မြင်အောင်လုပ်ဖို့ဆိုလို့ရှိရင်လည်းline ပေါ်မှာမြင်တဲ့အတိုင်းပဲဆဲပြနေရလို့သိရမလားမဟုတ်မဲ့နီလန်းနေနဲ့ popular ဖြစ်အောင်လုပ်ဖို့လွယ်တယ်ဒါပေမဲ့ good reputation တခုနဲ့ personal branding တခုတိစောက်ဖို့ဆိုရင်တော့အစင်းစင်းတိစောက်ရတယ်ကြားတယ်ပေါ့နော်အဲ့တခုကကိုမေးပေါ့နော်ငါဒီကနေပဲပတ်စံပဲရှာကျင်တာလားငါ့ personal branding တခုတိစောက်ချင်တာလားအဲ့တော့အကယ်၍ကိုကပတ်စံပဲရှာကျင်တယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုး travel blogger တို့ food blogger တို့အဲ့လိုမျိုးဟာလမ်းကြောင်းတွေတော့တိတ်ပြီးတော့အာမပေးဘူး Facebook channel ကိုထောင်ပြီးတော့ content creation လုပ်ပြီးတော့ viral videos ကို create လုပ်ပြီးတော့တင်ပြီးတော့ပတ်စံရနေလူတွေရှိရပါတော့အဲ့လို monetization ကို main သွားရလူရှိတယ်အဲ့လိုသွားရပါတော့ဆိုတော့ကိုကစပြီး page တစ်ခုထောင်ပြီးစပြီးလုပ်တော့မယ်ဆိုကြတဲ့ကိုယ့်ရဲ့ရည်မှန်းချက်ကိုအရင်သိချအောင်လို့ချပါတော့ဆိုတော့အဲ့နောက်ခုမှတစ်ခုနဲ့တစ်ခုအားတာကြအားနဲ့ကြကရှိပြီးသားအဲ့တော့ခုနပြောတဲ့ဒီ Facebook channel ကြီးထောင်ပြီးသွားမယ်ဆိုလို့ရှိရင်ဟုတ်တယ်ပတ်စံပိုရလိမ့်မယ်တစ်လားဒေါ်လာထောင်ချီရရပါတော့ဒါပေမဲ့အဲ့ဟာဒီလေ consistent တော့တိတ်မဖြစ်ဘူးပေါ့နော် Facebook က consistent မဖြစ်ဘူးဆိုတာဘာကိုပြောချင်တာလဲဆိုတော့အခုအမလက်ထဲမှာဆိုလဲအဲ့လိုမျိုးနာမည်ကြီးမင်းသားမင်းသမီးရဲ့ page ရှိတယ်ကိုယ်တိုင်လည်းကင်ထားတယ်ကို page ကိုလည်းရှိတယ်ပြီးတငယ်ချင်းတခြား blogger တွေရဲ့နာမည်ကြီး blogger ရဲ့ page ကိုလည်းအမကူပြီးတော့လုပ်ပေးထားရရှိရပေါ့နော်အဲ့တော့တိနေရပါဒီလားဒီလောက်ကိုအရန်ဝင်နေ okay ဒေါ်လာ900ဝင်နေ1000ဝင်နေ2000ဝင်နေဆိုပျော်နေမလားနောက်လက်ကြမဝင်တော့နောက်လက်ကြဘယ်လောက်ထိထိုးကြပါလဲဆိုတော့100တို့ပါဒီထိုးကြပါလဲရှိတယ်ပြီးတော့အဲ့လိုပဲ2000လေးဝင်နေတယ်ဆိုပြီးတော့ပျော်နေပြီးတော့အဲ့ကိုယ့်ရဲ့ payout account ရ unusual activity ဆိုပြီးတော့ပိတ်သွားရလဲရှိတယ်အစုံပလုံးပေါ့နော်ပြောရင် Facebook ကလုံးဝ reliable မဖြစ်ပါပြီးရင် Facebook support နဲ့ပြောရတာလေသူက supporting တိတ်မကောင်းဘူးပေါ့နော်သူတို့ရဲ့ meta ဒီ blue max တွေကိုဝယ်ပြီးတော့ပြောရင်တော့မှ data support မပေးနိုင်အဲ့တော့ Facebook ထက်တော့ YouTube ကိုတော့ပိုအားပေးတယ် YouTube က long term သွားဖို့အဆင်ပြေတယ်ဒါပေမဲ့ Facebook ကကြတော့ဒါမြန်မာနိုင်ငံကလူတွေအများစုကလည်း Facebook သုံးနေရဆိုတော့ Facebook ကလည်းရှိတင်တယ်ပေါ့နော်အဲ့တော့ Facebook လည်းသွားတယ်ပေါ့ Facebook မှာကြတော့ပြောရရင်ကွာအဲ့လို post တွေဘာတင်ပတ်စံရတဲ့ဟာလွယ်တဲ့ဟာတခုတစ်ပွင့်တော့ content monetization ဆိုတဲ့ဟာလေးတခုရှိတော့ပို့ပြီးတော့ तू ကပတ်စံရတယ်လို့လက်တလုံးမှာဖြစ်နေတယ်ပေါ့နော်အဲ့ဒါလည်းအများနဲ့ပြောင်းနေနေတာကွာဒီလားဘာလို့ဆိုတော့အမားတို့ဆက်တော့ဒီ2019ပြောရရင် monetization ဆိုပြီးတော့အပြင်မှာမခက်စားခင်ကတည်းကဒါအမစားခဲ့တယ်အဲ့မှာလဲ YouTube မှာလဲအကုန်တင်ထားပြီးသားရှိရ playlist ဘယ်လိုပတ်စံရှာရတာလဲဘယ်လိုရှောက်ရတာလဲဆိုတာဘယ်သူမှစိတ်ဝင်စားခင်ကတည်းကကိုကအဲ့လမ်းကြောင်းဖောက်ပြီးသားပေါ့နော်အဲ့လိုမျိုးရှိတယ်အဲ့ဟာလဲပြောရရင်ကိုရီတော့ဆိုရင်ဒါ Instagram ads ဆိုတဲ့ဟာရှိတယ်Instagram ads ဆိုတာကြဗီဒီယိုမှာကြော်ညာဝင်မှပတ်စံရတဲ့ဟာပေါ့နော်အဲ့ဒါကြက်တယ်ပေါ့နော်ကိုကစတင်ကြတဲ့ကဘယ်လိုမျိုးlocation ကိုထားရွေးရတာတို့ဘာအဲ့လိုမျိုးလည်းရှိတယ်ပြန်နောက်တစ်ခုကinstant article ဆိုတာလည်းရှိခဲ့တယ်ပေါ့နော် instant article ကြတော့အဲ့လိုပဲသူက website ကိုတစ်ခုတိစောက်ပြီးတော့အဲ့ website မှာစာတွေရေးပြီးတော့မှ Facebook ရဲ့ဟာနဲ့ချိတ်ပြီးတော့မှသူကကြော်ညာဝင်အောင်လုပ်ပြီးတော့စာပေါ့သူကကြ article အဲ့လိုမျိုးပတ်စံရခဲ့လူတွေလည်းအများကြီးဒုနဲ့တေးတော်တော်များတယ်ပြီးတော့အဲ့လိုပဲ Facebook အစ်စ်က features Facebook ကမြင်ရတဲ့အတိုင်းပဲ features အစ်စ်တစ်ခုပေါ်တိုင်းကိုပတ်စံကတော့တော်တော်ပေးတယ်ပြီးရင်ပြန်ရော့ပြီးရင်သူစမ်းတက်ပြီးရင်နောက်ထပ် feature နောက်တစ်ခုထပ်ပြောင်းသွားတယ်အဲ့လိုမျိုးဖြစ်နေပါတော့အဲ့ဒီ streamers တွေ game stream လုပ်နေတဲ့လူတွေသူတို့ဆိုလည်းလိုပဲဆက်စချင်းတော့ဆိုရင်လေဒီ stars တွေပတ်စံရတဲ့ဟာလေအဲ့ stars ကပုံမှန်ဆိုလို့ရှိရင်တော့ကြည့်ရှုသူတွေကအဲ့ကျဲကိုအရင်ကပတ်စံနဲ့ဝယ်ရတယ်ဝယ်ပြီးမှအဲ့ကျဲကို
အဲ့ content creator ကိုလက်ဆောင်ပေးလို့ရဒါပေမဲ့အဲ့လိုဆက်ဆက်ချင်းမှာကျွန်တော်က Facebook က users တွေဒီကြည့်ရလူတွေအကုန်လုံး stars တွေ free ပေးထားတာ free တွေပေးနေတော့ streamer တွေကဒီ game ဆောတဲ့ streamer တွေကလွတ်တဲ့လူတွေကအဲ့လို free star တွေကိုတောင်းတာပေါ့နော်နင်တို့ရဲ့ free star တွေကိုငါရဲ့ဒီ stream မှာပေးလို့ရတယ်ဘာညာဆိုအဲ့လိုမျိုးအဲ့ stars နဲ့တင်ကိုလေတစ်လဒေါ်လာထောင်ချီရကြအဲ့လို2000 3000အဲ့လိုရကြရှိရပေါ့နော်ဒါကပြောရင်ဒီလိုဒီ content creation ဒီလိုမျိုး platform ပေါ်မှာဒီလိုတွေရနေတယ်ဆိုတော့အကုန်လုံးသိအောင်လို့ခြုံပြီးတော့ပြောပြတာပေါ့နော်ဆိုတော့ပြောရင်အဲ့လို Facebook channel လုပ်တယ်ဘာညာဆိုတော့အဲ့လောက်ရတယ်ဒါပေမဲ့ကိုက personal branding ကိုတည်ဆောက်မယ်ဥပမာထိုက်လို့လို့ပေါ့နော် blogger တွေpersonal branding တည်ဆောက်မယ်လူမျက်နှာနဲ့ထွက်မယ်ကိုယ်တိုင်ရိုက်တယ်သွားတယ်အဲ့လိုမျိုးဟာကြီးကြတော့အဲ့လောက်ကြီးမဝင်ဘူးတကယ်လဲဝင်မနေပါဘူးတခြားလူတွေလည်းပြောဘူးကလည်းကြားလိမ့်မယ်ကြားဘူးလိမ့်မယ်ထင်တယ်ပြောရင်ကိုရီးယားကပြောရင်ဒီမြန်မာနိုင်ငံပြည်သက် audience တွေများတာဖြစ်တဲ့အတွက်ပြောရင် YouTube ဆိုလို့ရှိရင်လည်း RPM အရင်နေတယ်ပေါ့နော်။ဘာလို့ဆိုတော့မြန်မာနိုင်ငံကြည့်ရလူတွေများတယ်မြန်မာလိုပြောတယ်။ဒီ location ကလည်းမြန်မာလို VPN နဲ့မကြည့်ဘူးဆိုရင်ကြော်ညာမတက်တော့ပတ်စံမဝင်ဘူး။အဲ့တော့အဲ့လောက်မများဘူးပေါ့နော်။ကိုရီလို follower နဲ့ကိုရီလို view ဆိုလို့ရှိရင်ကွာနိုင်ငံခြား blogger တွေဆိုလို့ရှိရင်ဒေါ်လာ9000လောက်ကအောက်ထစ်ကွာသိလား။ ACC အဲ့ရနဲ့တင်ကိုနေလို့ရပြီစားလို့ရပြီကြည့်။ဒါပေမဲ့ကိုရီးယားလိုမဟုတ်ဘူး။ကိုရီးယားတော်တော်နဲတယ်။ပြောရင်900တောင်မရှိဘူးလို့ပြောရမှာပေါ့နော်ဆိုတော့ဒါကအကုန်လုံးသိအောင်ပြပြထားဆိုတော့ကိုကဝင်ငွေရတော့ဒီ monetization ပေါ်နေမူတည်လို့မရဘူးဒါပေမဲ့ကိုယ့်ရဲ့ဒီ personal branding ပေါ်မူတည်ပြီးတော့ brand တွေကနေ collab ရှိတယ် brand တွေကနေကြော်ညာရင်ပတ်စံရတယ်เนาะပြီးလို့ရှိရင်ကိုယ့်ရဲ့ကိုယ်ပိုင် product တွေထုတ်ရောင်းလို့ရတယ်ကိုယ့်ရဲ့ကိုယ်ပိုင် brand အနေနဲ့ပစ္စည်းတွေထုတ်ရောင်းမလား post တွေလုပ်ရောင်းမလားအများကြီးကိုကဖန်တီးလို့ရတယ်ပြီးနောက်တစ်ခုကဒါကိုက personal branding တစ်ခုတည်ဆောက်ထားတာဖြစ်တဲ့အတွက်ကိုယ့်လူတွေကတိကြတယ်ထားတော့တန်ညာညာကိုကစိုင်ဝင်ပြီဆိုလို့ရှိရင်လည်းဒါကိုယ့်ကိုတီလို့ကိုနဲ့အတီတွေ့လို့ဆိုရင်ဘာမဆို process ကအရန်ကိုလွယ်ကူသွားတယ်မြန်သွားတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကိုတီလို့ဆိုပြီးတော့အတားသီးရသွားတဲ့ဟာတွေလုပ်ငန်းစဉ်ကတုံရုံခက်ခဲနေမဲ့ဟာကိုချုံးမွေသွားတဲ့ဟာတွေကတော့အများကြီးရှိတယ်ပေါ့နော်ဆိုတော့ထိရတော့ဒါအမကတော့အကုန်လုံးကို personal branding တည်ဆောက်ဖို့တော့ပို့ပြီးတော့အပေးတယ်ဘာလို့ဆိုဟိုကောင်တွေကပတ်စံရတော့ဟုတ်တယ်အရင်ကြီးတော့ consistent မဖြစ်ဘူးအပြင်မှာစီးပွားရေးတစ်ခု business တစ်ခု run တာနဲ့တိတ်ပြီးတော့မတူဘူးပေါ့နော်အကယ်ဒီမှာပြောရင်အခုလက်တလောခဏရနေတော့မှကိုကရေရှည်အတွက်ကိုအသက်ကြီးလာရင်ဘယ်လိုရက်တည်ရမလဲဆိုတာကိုပြန်ပြီးတော့စဉ်းစားရတယ်စီးပွားရေးတစ်ခုထပ်လုပ်ဖို့စဉ်းစားရတယ်လို့အစဉ်စဉ်ပြန်သွားရမျိုးရှိတယ်ပေါ့နော်ဆိုတော့အဲ့ကောင်ကိုအခုအခြေခံပြီးတော့ကိုကစဉ်းစားကိုကဘယ်လို content တွေ create လုပ်ချင်တာလဲဘယ် line ကိုတွားချင်တာလဲဆိုတော့စဉ်းစားပေါ့နော်ပြီးတော့အဲ့လိုကိုယ့်ရဲ့ niche ကိုတိကျအောင်ရွေးပေါ့နော်ဘာ content တင်မှာလဲဘယ်သူတွေအတွက်ဘယ်သူတွေကို main ကြည့်ဖို့တင်မှာလဲအဲ့ဒါစဉ်းစားပြီးတော့မှအဲ့ပေါ်မူတည်ပြီးတော့ကိုက content တွေ create လုပ်ရမှာပေါ့နော်ပို့လုပ်လိုက်ဒီလုပ်လိုက် content ကိုတင်ကြတင်လို့မရဘူးပေါ့နော်အဲ့ဒါမှကိုဖြစ်ချင်တဲ့ personal branding ကိုဖြည်းဖြည်းချင်းတည်ဆောက်သွားတာပေါ့နော်Okay ဆိုတော့ဒါဒီကိုကဘယ်လိုရွေးမလဲ niche တွေပါဘယ်လိုစဉ်းစားမလဲဆိုတော့ပြောပြီးသွားပြီအဲ့တော့အမားတို့အနေနဲ့ဆိုလို့ရှိရင်ဒီ travel blogger တယောက်အနေနဲ့ဆိုလို့ရှိရင်ဗီဒီယိုတစ်ပုဒ်ထွက်လာဖို့ဘာတွေလုပ်လဲပေါ့နော်အဲ့ဒါကို share ပေးမယ်ပြောရမယ်ဆိုလို့ရှိရင်ကိုကဒါ travel blogger ဒီ script ကတော့ကြိုရေးလို့မရဘာလို့ဆိုတော့ကိုကသွားမှအဲ့မှာမြင်မှာကွာသွားမှတိတာဆိုတော့ဘာမှကြိုရေးလို့မရဘူးဒါပေမဲ့အဲ့လိုကြော်ညာရိုက်တဲ့ဟာတွေပဲဖြစ်ဖြစ်ကိုကအဲ့တနေရာကိုရောက်ပြီးသားအဲ့တော့မှထပ်ပြီးတော့မှပြန်သွားရိုက်တာပဲဖြစ်ဖြစ်တော့အဲ့လိုမျိုးတော့ script ကတော့ရေးလို့ရတယ်ပေါ့နော်အဲ့တော့များတော့ပြင် script မရှိဘူးဒီတိုင်းသွားတယ်ရိုက်ပြီးတော့အဲ့ရိုက်လာတဲ့ file တွေအကုန်လုံးမှပြီးတော့မှ computer တွေပြန်ရွှေ့တယ်computer တွေရွှေ့ပြီးတော့မှအဲ့မှာ folder တွေပြန်ခွဲတယ်ကိုကဘယ်ကနေဘယ်ထီကိုတပုတ်ထုတ်မလဲဘယ်ကနေဘယ်ထီကိုတပုတ်ထုတ်မလဲခွဲတယ်ပေါ့နော်ဒါ process ကိုပြောပြတယ်protection ပိုင်းရောက်တော့မယ်ပေါ့နော်အဲ့တော့အဲ့လိုခွဲပြီးတော့မှဒါ post production ပိုင်းရောက်ပြီအဲ့တော့အခုဆိုလို့ရှိရင်အရင်တော့ကိုယ်တိုင်လည်း edit လုပ်တယ်တယောက်တည်းလုပ်တယ်ပေါ့နော်အခုတော့ဒါအမဒါ freelance video editor တွေလည်းငှားထားရှိတယ်သူတို့ကိုအမပြန်ပြီးတော့ Google Drive နဲ့ပို့လိုက်တယ်ပေါ့နော်ပို့ပြီးတော့ဒါဘယ်လိုလုပ်မယ်ဆိုအကြံဉာဏ်ပြောပြီးတော့အဲ့လိုမျိုးလုပ်ခိုင်းတယ်ပေါ့နော်ဆိုတော့
ပြောရင်ဒါအမရဲ့ဒီခီးသွားဗီဒီယိုတွေကသူများနဲ့လည်းမတူဘူးပြီးတော့အမြဲတမ်း value ဆိုတာပေါင်းထည့်ထားရပေါ့နော် value တစ်ခုအသိပညာတစ်ခုခုရအောင်လူတွေကကိုယ့်ရဲ့ဗီဒီယိုကိုကြည့်လိုက်ပြီးတော့သူတို့အဲ့တန်ရာကိုသွားလို့ရှိရင်အရင်လွယ်ကူသွားတယ်ပေါ့နော်သူတို့အဲ့ညောင်ရောက်ဖူးသားလူတောင်ခံစားရတယ်ပေါ့အမြဲတမ်း feedback တွေရတာမထိတ်ဗီဒီယိုကြည့်လိုက်ရင်သူရောက်သွားတယ်လို့ခံစားရတယ်လို့အမြဲတမ်းဒါဗီဒီယိုတစ်ပုတ်ကြည့်လိုက်ပြီဆိုရင်တစ်ခုမဟုတ်တစ်ခုအသိပညာရသွားတယ်လို့အဲ့လိုလေးများရတယ်ပေါ့နော်ဆိုတော့အဲ့လိုပုံစံနဲ့တွားတယ်လုံးဝ natural type ကိုတွားတယ်ပေါ့နော်အရှိ long form ကိုတွားတယ်အဲ့တော့ပြောရင်တော့TikTok မှာတော့အမမရှိနေသေးဘူးပေါ့နော်ဒါပေမဲ့ TikTok ကလည်းခုနောက်ပိုင်းအရန် training ဖြစ်လာတယ်တွားတင်နေတယ်ပါတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကပြောရင် creator psychology အကြောင်းတစ်ခုလည်းထပ်ပြောခြင်းတယ်သူကဘာလဲဆိုတော့content creator လုပ်ပြီဆိုလို့ရှိရင်လူတိုင်းကဒါတခုလက်တလောလုပ်နေတဲ့လူတွေလည်းပါရင်ပါမှာပေါ့နော်အမြဲတမ်းကြောင်းတက်ရင်လည်းလုပ်နေရရှိမယ်ပြီးရင်အလုပ်လုပ်ရင်လည်းလုပ်နေလူလည်းရှိမယ်အဲ့တော့ပြောရင်သူများထက်တော့ပို့ပြီးအချိန်ပေးရတယ်သူများထက်လည်းအဖို့ထုတ်ရတယ်ပေါ့နော်ဆိုတော့ဒီအမစားခဲ့တော့လည်းကြောင်းတက်ရင်လည်းပဲစားခဲ့တယ်ဒီအဲ့လိုမျိုးအလုပ်လုပ်တဲ့အချိန်မှာလည်းကြောင်းပြီးတော့မင်္ဂလာဆေးရုံမှာသွားလုပ်တော့လဲပြောရင်ဒါ corporate 95ပဲလေအဲ့လိုဝန်ထမ်းအတွေ့အကြုံသွားယူတဲ့အခါမှာလည်းမပြတ်ဘူးတောက်လျှောက်ခီးသွားတယ်တင်တယ်လုပ်ဖြစ်ခဲ့တယ်ပေါ့နော်အဲ့လို consistently တောက်လျှောက်ဖြစ်နေလို့လဲဒါပြောရင်နေရာတစ်ခုရောက်တယ်ပေါ့နော်ဆိုတော့ဘုံတို့လည်းမှားချင်တာကလုပ်ရှင်တော့ဘူးမှတော့ထပေါက်တာမှမဟုတ်တာအဲ့တော့ကိုကအကောင်းဆုံးပေးပြင် consistently တောက်လျှောက်လေးတင်နေတချင်းချင်းရအောင်တော့တန်နေရောက်မယ်ပေါ့နော်အဲ့ဒါလေးကိုပဲမှန်းပြီးတော့လုပ်ရမယ်ပေါ့နော်နောက်တစ်ခုကဘာတစ်ခုထပ်ရှိသေးလဲဆိုတော့စလုပ်မယ်ဆိုပြီးတော့လေစမလုပ်ရသေးဘူးပစ္စည်းတွေဝယ်နေစုနေဟိုကလေးမရှိသေးလို့ဒီဟာလေးစုကျင်တာကင်မရာမရှိသေးလို့ဟိုကဝယ်ကျင်တာအဲ့ဒါဘာမှမလုပ်ဘူးသိလားတကယ်ကလေအဓိကအရေးအကြီးဆုံးကစပြစ်ဖို့ပဲလိုတယ်ကိုကစဖြစ်ရမယ်စပြီးတော့ဒီဗီဒီယိုရိုက်ရမယ်စပြီး edit လုပ်ပြီးတော့တင်ဖြစ်ရမယ်လုံးဝဒီ first action အရင်အရေးကြီးရပေါ့နော်တော့ဖုန်းတစ်လုံးရှိရင်ရပြီကျန်တဲ့ gadget တွေဘာမှမလိုပါဘူးအခုမထက်ကြီးလည်းခရီးသွားရဲ့ဟာတွေကိုအကုန်လုံးကဖုန်းနဲ့ပဲရိုက်တာပြီးတော့ရှေ့မှာအခုလိုမျိုးထိုင်ပြီးတော့စကားပြောတဲ့ vlog တွေကစဖုန်းနဲ့ပဲရိုက်တာပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းမှာဒီ DJI Osmo Pocket 3ကိုဝယ်ပြစ်သွားလို့အဲ့အနေနဲ့ရိုက်တာတွေလည်းရှိဒါပေမဲ့ကိုယ့်ရဲ့ main gadgets ကိုပြောပါဆိုလို့ရှင်တော့ဖုန်းပဲဖုန်းတော့မှ Android မဟုတ် iPhone ပေါ့နော် iPhone ပိုအားပေးရဘာလို့ဆိုသူ့ရဲ့ quality ကကွာတယ်ရှင်လည်းရိုက်ကြည့်ပြီးပြီအဆင်မပြေဘူးရှားဟာမကြိုက်ဘူးပေါ့နော် iPhone ရဲ့ဟာသူကဗီဒီယိုရိုက်ပြီဆိုလို့ရှင်သူက stabilization ငြိမ်ဖို့ကအရင်အရေးကြီးတယ်ပေါ့ iPhone အဲ့ဒါအရင်ကောင်းတယ်ပေါ့နော်ဆိုတော့iPhone တော့ပို့ပြီး recommend ပေးတယ်ဖုန်းဆိုလို့ရှင်ဒါပေမဲ့နောက်ဆုံးပေါ်ရွာမပြောဘူးရတယ်ဒါဖုန်း iPhone ဘယ် model အနေနဲ့ရတယ်ဘာလို့ဆိုအရှိကဒီရင်းနှစ်ကဗီဒီယိုတွေလည်း iPhone ကို model အစုံထိပ်သုံးခဲ့ရပါတော့ iPhone 4ကစသုံးတယ်4 6 8အဲ့လိုမျိုးခုံသုံးသွားရပါတော့အခုဆိုရင်တော့လက်ရှိရိုက်နေရသည် iPhone 15 Pro Max ဖြစ်ပါတယ်17တောင်မှပြောင်းထားပါအောင်နောက်နှစ်မှပဲလဲတော့မယ်ပေါ့နော်တော့ဒါ gadgets ကအရေးအကြီးဆုံးကဖုန်းတစ်လုံးရှင်ရပါပြီပေါ့နော်ကျန်တဲ့ဟာကိုမစုပါနဲ့ပေါ့နော်အဲ့တော့အဲ့ဒါတစ်ချက်ဒါပေမဲ့ကိုကတခြားဒီ sports sports နဲ့ပတ်သက်တဲ့ content creation တွေလုပ်မယ်ဆိုလို့ရှင်တော့သူ့ရဲ့ action camera တွေပါလိုကောင်းလိုလိမ့်မယ်အဲ့ဟာကြီးကတော့နောက်ဆက်တွဲပေါ့နော်အဲ့လိုလိမ့်မယ်ပြီးတော့နောက်တစ်ခုကဒါလက်တလောအဲ့ဒါတော့ဒီကမှထည့်မပြောတော့ဘူးအရှိကြီးဖြစ်သွားမှာဆိုလို့မထိုင်ဘာပစ္စည်းတွေသုံးနေလဲဘာ gadgets တွေသုံးနေလဲလို့ပြီးရင်ဒီ creator နဲ့ပတ်သက်ပြီး content creation နဲ့ပတ်သက်ပြီးဒီ tips and tricks တွေ inspiration တွေအဲ့အကြောင်းတွေကိုနောက်ပိုင်းဒါတင်ပေးမဲ့ channel တက်လေးခွဲထုတ်ပေးထားတယ်ပေါ့နော် Tech is creator hub လို့ဆိုပြီးတော့နာမည်ပေးထားတယ်အဲ့မှာအမြဲတမ်းတင်သွားမယ်ပြီးတော့အခုလောလောဆယ်လဲအဲ့ဒီမထက်ဘာကြီးသုံးနေလဲဆိုရပစ္စည်းတွေကစပြီးတော့တင်ထားပြီပေါ့နော်တော့ခရီးသွား channel နဲ့မတူဘူးဒီကောင်ဒီအခုလိုမျိုးcontent creation စိတ်ဝင်စားတဲ့လူတွေအတွက်တီးတန့်ဖြစ်မဲ့ channel လေးဖြစ်မယ်ပေါ့နော်တော့အဲ့မှာလဲ follow လုပ်ထားလို့ရတယ်ပေါ့နော် subscribe လုပ်ထားလို့ရတယ်အဲ့မှာဆက်တင်ပေးမယ်အဲ့တော့ဒီ creator psychology မှာခုနပြောနေရအလုပ်တွေသွားတယ်
ကျောင်းနေသွားတယ်ပြန်လာမှလောက်ရတယ်ဆိုတော့ပြောရင်ပင်မနေကွာဟိုတရက်ဒါကြီးပဲလေပတ်နေတယ်လို့ဖြစ်လာကြာတော့လေလူကလေဒါကလူတိုင်းဖြစ်တာပေါ့နော်ညနေပြန်လိုက် edit လုပ်တယ်ရိုက်ထားတဲ့ဟာကို edit လုပ်တယ်ပြန်လိုက်ပင်မနေကွာပင်မနေကြားတဲ့ကနေပြီးရေမိုးချိုးတာအပြင်ညဆိုရင်ကုန်လုပ်သူများအဲ့လို TV ကြည့်အချိန်ဖြုံးမဟုတ်ပဲနဲ့ကိုကကြိုးစားရတာပေါ့လေအဲ့လိုမျိုးလုပ်ရတယ်အဲ့တော့ကြာတော့ဘယ်လိုပြောမလဲကိုကအမြဲတမ်းလုံနေကွာဒါပေမဲ့ကိုကလုံနေပေမဲ့အရှိမရောက်တယ်လို့ခံစားချက်လို့လုံနေပေမဲ့ငါဒီလောက်ကြိုးစားထားတာဘာဖြစ်လို့မပေါက်တာလဲဘာဖြစ်လို့ဒီ subscriber တွေကတိုးမလာတာလဲအဲ့လိုမျိုးမေးခွန်းပေါင်းများစွာတွေကပေါ်လို့ရှိရဘယ်လိုမှဆိုပေါ်တယ်အဲ့လိုပေါ်ပြီဆိုလို့ရှိရင်ကိုကဘာလုပ်တင်လဲဆိုတော့ကိုကပြောရင်ကိုရဲ့ဒီအနီးနားမှာပေါ့နော်ကိုနဲ့တူတူလုံနေတဲ့ခုလိုမျိုး blogging journey ကိုသွားနေတဲ့လူပဲဖြစ်ဖြစ်ကိုယ့်ထက် senior ကြတဲ့အကိုအမတွေပဲဖြစ်ဖြစ် community တွေကိုရှိနေဖို့လိုတယ်အဲ့ဒါအရင်ရေးကြည့်ရပါတော့အဲ့လိုရှိနေမှာကိုကတခုခုဆိုရင်တိုင်မျိုးရမယ်သူတို့နဲ့အချင်းချင်းဆွေးနွေးလို့ရမယ်ပြဿနာဖြေရှင်းလို့လွယ်ကူမယ်ပေါ့နော်အဲ့လိုမျိုးလေးရှိနေတင်တယ်ပေါ့နော်အခုဆိုလဲမထက်ရင်နေနဲ့လဲအခုနောက်မှတက်လာတဲ့အဲ့လို blogger တွေတွေကပဲအဲ့လိုလာပြီးကိုမေးတယ်လာပြီးမိတ်ဆက်တယ်ပြောရဆိုရင်လည်းအကုန်လုံးရှင်းပြပေးတယ်သူတို့ဘယ်လိုလုပ်ရမလဲပြီးရင် page ရဲ့ဒီ PR control နည်းအဲ့လိုပြောပြတယ်သူတို့အဲ့လိုဘယ်သူမှဆိုကူညီပေးခြင်းတယ်ကွာအဲ့လိုတေချာတာfull facts နဲ့လာမေးပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ပြောပြပေးလေးရှိရပါတော့ဘယ်လိုဆိုပြောပြပါလဲဆိုတော့အဲ့လိုမျိုး community ကအရင်အရေးကြီးတယ်အဲ့လိုရှိနေရမယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကိုကလည်းဒါအခုမှစတာဆိုတော့တယောက်တည်းနေလို့ဘယ်သူမှတော့အဲ့ community တွေရောက်မသွားဘူးကွာအဲ့တော့ကိုကအရင်ဆုံးအပြစ်မှာထားပါတော့ blogger တွေစုတဲ့အဲ့လို community ပွဲတွေပါရှင်တွတ်တက်ပြီးရင်အဲ့လိုမျိုးပဲတခုခုကိုကပဲအရင်စကားစတော့ပြောကွာသူတို့နဲ့မိတ်ဆက်စကားပြောအဲ့လိုမျိုးလုပ်ရတယ်ပေါ့နော်တတိထားမိရတခုကလေ generation နဲ့နည်းနည်းကွာမယ်ထင်တယ်ကိုရီထက်တော်တော်ကြီးတဲ့အဲ့လိုအန်တီကြီးတွေဆိုရင်သူတို့ရပို့ပြီးတော့ဖော်ရွေဒါတွေ့ရရပါတော့ဘယ်မှာရောက်တခုခုဆိုရင်သူတို့မသိလဲအခန်းထဲမှာရောက်ပြီဆိုရင်စကားကြီးပြောပြီးပြီအဲ့လိုခင်ပြီးပြီသူတို့ရအရန်ကိုအဲ့လိုမျိုးပေါ့နော်ကိုရီကြနည်းနည်းသူတို့ထက်စကားနည်းသွားတယ်ကိုရီထက်ငယ်သွားတဲ့အငယ်တွေကြတော့ပို့ဆိုးသွားတယ်သူတို့ရဖာတိဖာတာကြီးပဲနေကြတော့ပြောရင် generation မတူတာနေမှာဒီလားအဲ့လိုအရန်ကြီးလေတယောက်နဲ့တယောက်မိတ်ဆက်ပြီးတော့လေအဲ့လိုပြောနေတာနည်းနည်းလေးရှားရပေါ့နော်ဆိုတော့ကိုအဲ့ထဲမှာမပါဘဲနဲ့ကိုကရင်စပြီး initiate လုပ်ပြီးတော့စကားတွေပြောမိတ်ဆက်အဲ့လိုမျိုးဆိုကို community ပိုကျေပြန့်တယ်နောက်ကော့ကျေပြန့်တယ်ပေါ့နော်အဲ့ဒါလည်းအရင်အရေးကြီးရပေါ့နော်ဆိုတော့အဲ့ဒါတခုပေါ့နော်ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ creator ban out လို့ခေါ်တယ်အဲ့စလုံးကလည်းအရင် popular ဖြစ်တယ်သူကဘာဖြစ်တာလဲဆိုတော့ခုနကတော့လို့လုံရင်းနဲ့ကိုကပင်မန်းလာတယ်လို့ခံစားချက်အရာမရွေးမှုငါဒါလုံနေရဟုတ်ပါမလားဘာဆက်လို့ရမှာလဲမလုပ်ချင်တော့ဘူးအဲ့လိုမျိုးဖြစ်တဲ့ feeling ပေါ့နော်အဲ့လိုမျိုးလည်းဖြစ်တယ်ဖြစ်လို့ရှိတယ်ဒါ content creator တိုင်းမှာဖြစ်တယ်ပြောရင်နာမည်ကြီး YouTuber တွေလည်း ban out တွေပါရတော့ဖြစ်လို့ရှိတယ်ဆိုတော့အဲ့လိုမျိုး ban out ကိုဘယ်လိုကာကွယ်မလဲဆိုရင်တစ်ချက်ရှိရပါတော့ခုနနံပါတ်1ပြောတဲ့ဒီ community တွေရှိတာတစ်ချက်ပေါ့နောက်တစ်ချက်ကကြာကိုက content တွေကို batching လုပ်တာ content batching method ဘာလဲဆိုတော့တော့အမြဲတမ်းကိုကတပတ်တစ်ပုတ်တင်မယ်လို့စဉ်းစားထားရလို့ဆိုလို့ရှိရင်အဲ့တပတ်တစ်ပုတ်တင်ဖို့ကြည့်ရမလားအဲ့ဒီတပုတ်စာလေးထွက်ဖို့ကွာ editing တွေလုပ်ရတယ်ဘာညာတပတ်အကြာကြီးလုပ်လိုက်အဲ့တင်လိုက်နောက်တစ်ပတ်ကိုလည်းနောက်တစ်ပတ်ဟာအတွက် edit တွေလုပ်လိုက်တင်လိုက်အဲ့လိုမျိုးသွားနေရမဟုတ်ဘဲနဲ့ချက်ချင်းကိုလုံနိုင်နေတဲ့အချိန်မှာတောက်လျှောက် edit တွေလုပ်ချထားလိုက်တစ်လစာ2လစာလည်းရတယ်ဘာမှမဖြစ်ဘူးလောလောဆယ်တော့တစ်လစာပေါ့နော်တက်နိုင်တယ်လို့ဆိုအဲ့လိုမျိုးကြိုလုပ်ထားလိုက်လုပ်ပြီးရင် schedule တွေချပြီးတော့ကြမှာတင်ထားလိုက်ကိုလက်ထမှာ4-5ပုတ်ရှိလို့တစ်ခါတည်းနေ့စဉ်နေ့3-4-5ဆိုပြီးတော့တည်ရမလားတောက်လျှောက်တင်လိုက်တာမျိုးအားမပေးဘူးမလုပ်ပါဘူးပေါ့နော်ကိုကရေရှည်ကိုသွားနိုင်မယ် amount တစ်ခု frequency တစ်ခုပဲတတ်မှတ်ပြီးတော့ပုံမှန်လေးတင်သွားမှာပေါ့နော် YouTube ကအဲ့လိုလည်းအရေးကြီးရယ် quality လည်းအရေးကြီးရယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဒါ content batching method နဲ့လုပ်ပေါ့နော်အဲ့ဒါမှကိုကဒီတစ်လစာပြင်လဲပြင်ပြီးသွားပြီ schedule လဲလုပ်ပြီးသွားပြီဆိုတော့စိတ်အေးရပြီကွာပြန်မလားရပြီးသွားပြီဒီတစ်လစာလေးပြီးသွားပြီဆိုတော့စိတ်အေးရဆိုရင်အဲ့ဟာကိုခဏလေးပြစ်ထားလို့ရပြီကွာကိုက relax လုပ်လို့ရပြီအဲ့ဟာကိုသွားလှည့်ကြည့်တာမလို့တော့အဲ့တော့ဘာပဲပြောဒီ cycle လိုမျိုးလေးဖြစ်သွားတာပေါ့နော် relax လေးလုပ်လိုက်ပြင်video edit တွေပါ batch လိုက်ပြန်ထုတ်လိုက်တစ်လစာပြင်လိုက် relax လေးလုပ်လိုက်
အဲ့လိုမျိုးလေးတွားရင်ဟိုလို ban out ကိုပို့ပြီးတော့ကာကွယ်ပေးလေးရှိရပေါ့နော်ဒါက method တစ်ခုပေါ့နော်အဲ့ဒါပြောရင်အမတို့ဒီ YCD creator ကို less မှာလည်းအဲ့အကြောင်းတွေအရင်ပြောရပေါ့နော် main ကဒီ creator psychology အကြောင်းပြောတာပေါ့နော်ဘာလို့ဆိုတော့လူတွေကပြောရရင်ကိုကလူအများရှိကိုထွက်ပြီးဆိုကြတဲ့ကကိုနဲ့ idea တူတဲ့လူရှိမှာဖြစ်တယ်လို့ကိုနဲ့ idea မတူတဲ့လူတွေလည်းရှိမှာဆိုတော့မေ့ထားလို့မရအောင်အဲ့တော့ negative comment ဆိုတာလာမှာပဲအဲ့ကိုကနေတတ်ဖို့လိုပဲပြောရင်ဒီခုမှစဒီ content creator စဖြစ်တဲ့လူတွေလည်းအများကြီးကြုံတွေ့ရတဲ့လေရှိတဲ့အချက်ပေါ့နော်အဲ့လိုပဲတချို့တွေဆိုလဲ body shaming နေတယ်ပြောချပလိုက်တာပဲရှိတယ်အမျိုးမျိုးပေါ့နော်တခါလေဗလိုင်းလာဆဲသွားတယ်လေရှိတယ်အမျိုးမျိုးရှိတယ်အဲ့တော့ကိုကအဲ့လိုမျိုးဟာတွေမှာဘယ်လိုမျိုးပြန်တုံ့ပြန်မလဲဆိုတာကြာကိုပေါ့မသိပါဘူးအဲ့တော့ဗတ်ထိုင်နေနေကြအဲ့လိုဟာတွေမှာဘယ်လိုတုံ့ပြန်လဲဆိုရင်သူတို့ neglect လုပ်ဖို့ပဲကြံပေးနေတယ်ပေါ့နော် reply ကိုပြန်မနေနဲ့ဘာလို့ဆိုတော့သူကအဲ့လိုမျိုးစကန်လုံးချင်းချင်းကြီးနဲ့ပြောတယ်အဲ့လိုလာပြောရဆိုတော့ကို့ attention ကိုလာယူခြင်းလို့ပြောတဲ့လူတွေအဲ့တော့ reply မပြန်နဲ့အပြင်ကိုဘာလုပ်လဲဆိုတော့ block ချပလိုက်တယ် block တောင်ရိုး block တာမဟုတ်ဘူး profiles that they may create သူတို့ထပ်အစ်စ်လုပ်မဲ့ဟာကြီးဟာ block ပလိုက်တယ်အာယုံနောက်တယ်သိလားဒီလိုလူတွေကကိုယ့်ရဲ့ဒီ channel ကိုကြည့်ကြလည်းမလို့အရေးမကြီးဘူးသူတို့မရှိတယ် follower တယောက်ရောက်တယ်လည်းကိစ္စမရှိဘူးအခါတည်းပြန်လည်းမပြော block ချပလိုက်အဲ့လိုမျိုးပေါ့နော်ဟိုအလကားတက်လို့လာပြောရလူလို့ပြောရပါတော့အဲ့လိုမဟုတ်ဘဲနဲ့ကိုနဲ့အတွေးမတူလို့ဒါ positively လုံးဝ professional sense ဆွေးနွေးတာမျိုးစကားပြောရမျိုးတော့ဒါကတော့ accept ပေါ့ဒီလားပြန်လည်းဆွေးနွေးရလက်ခံတယ်ပြောလို့ရတော့ဒီကိုယ့်ရဲ့ page ရဲ့ PR ခုထိတ်ပြောတာသူဆိုလေအရင်အရေးကြီးတယ်ကိုကအဲ့ကောင် manage တေချာမလုပ်တတ်ရင်ကိုမှန်နေအောင်မှကိုပြန်ပြောလိုက်တဲ့ comment တစ်ခုစကားတစ်ခုကြောင့်မလို့အလုံးလိုက်အရင်လိုက်ဝင်လာပြီးတော့ကြတော့ဆဲခံရတာတွေပွဲတွေဖြစ်သွားတာမျိုးတွေအများကြီးရှိလေရှိရပေါ့နော်အဲ့ဒါကိုကပွဲကြိုက်ခင်ဆိုလို့ရှင်တော့တမျိုးပေါ့နော်အဲ့လိုပွဲဖြစ်ပြီးနာမည်ကြောင်တမင်လောက်တာရှိအဲ့ဒါကတမျိုးပေါ့နော်ဒါပေမဲ့ကိုကတော့ပွဲမကြိုက်ပါဘူးအဲ့လိုလည်းမလုပ်ချင်ဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးပဲ neglect လုပ်ရမယ်သူတို့ပြောနေတဲ့စကားလုံးတွေကိုရှင်တယ်မသိမ်းထားပါနဲ့ပေါ့နော်ပြီးတော့နောက်တစ်ခုကပြောရင်ကွာကိုယ့်ရဲ့ဒီ blog ကောင်းကြောင်းကိုတင်လိုက်လို့ဘာရဘလို့အရင်အဆင်ပြေသွားတယ်ဘလို့ကောင်းတယ်လို့ချီးကျူးတဲ့ဟာကြီးတရားရှိရင်တော့မှမကောင်းတဲ့ comment လေးတစ်ခွန်းကိုကိုကဖတ်မိပြီးတော့ခေါင်းထဲမှာမကောင်းတဲ့ဟာပဲဆွဲသွားတာဒါကလူတွေရဲ့တဘာဝပဲအဲ့လိုမျိုးဆွဲသွားတတ်တယ်ပေါ့နော်အဲ့တော့အဲ့လိုမဆွဲအောင်လို့သူတို့ပေးတဲ့ဒီအမိုက်ပုံကြီးကိုကအမိုက်ထုတ်ကြီးကိုမယူဖို့ကကိုယ့်ပုံမှာပဲမူတည်ရယ်စိတ်ထဲလည်းမထည့်နဲ့ညင်နာနဲ့ဘာမှကိုခေါင်းထဲမှာဆွဲမှတ်နေအောင်မထားနဲ့ဖြတ်ပလိုက်ပေါ့နော်ဟိုအရင်မဆိုရင်ဖြတ်ပလိုက်ပေါ့ comment လေးပေါ့နော်ဆိုရင်တော့ block တာပေါ့နော်အဲ့လိုမျိုးလုပ်တဲ့နည်းကိုပဲအားပေးတယ်ပြီးတော့ तू ကဘယ်လိုလဲဆိုတော့အဲ့လို social media ရဲ့တဘာဝ snowball effect ဆိုတာရှိတယ် snowball effect ဆိုတာဘာလဲဆိုတော့ထားပါတော့ comment တစ်ခု negative comment တစ်ခုတယောက်ကစရေးလိုက်ပြီဆိုရင်တခြားလူတွေကအဲ့ဟာကို तू ကခေါင်းထဲမှာပေါ်ပြီးသား तू လည်းရေးချင်လို့ပေါ်ပြီးသားဒါပေမဲ့ရေးရမလားမရေးရဘူးလားဆိုတော့ तू ကအင်အားကြည့်နေတာချက်ချင်းမရေးသေးဘူးpost ကို next comment ကို next ဖတ်တယ် comment တွေဖတ်ပြီးဖတ်ပြီးမှ comment မှာ negative comment တွေ့ပြီဆိုမှလာပြီတောက်လျှောက်တွေလိုက်ရအဲ့လို negative comment တွေနှစ်ခုသုံးခုလောက်ရောက်လာပြီဆိုတော့အများကြီးပဲထပ်ရောက်လာတတ်တယ်အဲ့လိုမျိုးကြီးကဒါပုံမှန်ပဲဘယ်မှာမဆိုရှိရအဲ့တော့အဲ့လိုဟာကိုကတားဖို့ဆိုလို့ရှိရင်တော့ negative comment စပြီးပထမဆုံးတစ်ခုစဝင်ကြတဲ့အဲ့ဟာကိုဖျက်ပစ်လိုက်ပေါ့နော်အဲ့လိုမျိုးလုပ်ရတယ်ပေါ့နော်ပြောရင်ဟို keyboard fighter ရေပေါ့နော်ပြောရင်ဟိုကိုရီဒါဗီဒီယိုကိုကောင်းကောင်းမွန်မွန်ဒါပြောထားတဲ့ဟာကိုသူတို့အနေနဲ့သဘောမတူဘူးဆိုရင်တော့မှဒီ professional sense ဒါအချက်လက်ကြနဲ့ဆွေးနွေးတင်တာအဲ့လိုမဟုတ်ဘဲနဲ့တက်ဟိုပြောတဲ့လူတွေအတွက်ကိုဒါကတော့ပြောတာပေါ့နော်ဆိုတော့ကိုယ့်ရဲ့ဒီ connect creation မှာအဲ့ psychology ကအရင်ရေးကြည့်တယ်အဲ့ mental အပိုင်းကိုအဲ့အတွက်ကိုပြင်ဆင်ထားရမယ်ပေါ့နော်အဲ့ဒါလေးကအရင်အရေးကြီးပါဆိုတော့အဲ့ဒါလေးကိုပြောချင်တယ်ဆိုတော့နောက်ဆုံးတစ်ချက်က tips for beginners ကိုပြောချင်တယ်ဒီ beginners တွေအတွက်ကအရေးကြီးတာခုနအရှိရဟိုင်အကုန်လုံးအရေးကြီးတယ်ပြီးတော့နောက်တစ်ခုက तू ကမစဖြစ်တာတစ်ခုအရင်အရေးကြီးတယ်စလိုက်ဖို့ကအရင်ကိုလိုအပ်တယ်တင်တန်းတွေပတ်သက်တယ်ဘလောက်တင်တန်းကဘလောက်ကောင်းကိုကအဲ့ knowledge တွေကိုခေါင်းထဲမှာရှိနေပြီးစမလို့ဖြစ်ဘူးဆိုရင်ကိုကကြံခဲ့မှာပဲမလုပ်ဖြစ်တော့အဲ့တော့ကိုယ့်ထက်ရှေ့ကစပြီးရောင်းစမ်းတော်ဝါနဲ့စလိုက်တဲ့လူကတော့သူ့ရဲ့ဒီ action တွေနဲ့သူမှားခဲ့တဲ့အမှားကြီးပြန်လေ့လာတင်ပြီးပြုပြင်တယ်ပြန်စတယ်လုပ်တယ်အဲ့လိုလုပ်တဲ့လူကတော့တာသွားနိုင်ပြီးတော့ gadget စီစုတာ
အလုံးမစားရသေးပဲနဲ့ gadget စီထိုင်ဝယ်ပြီးစုနေတဲ့လူတွေအဲ့ဒါကြီးရက်တန်းရရက်ပါပေါ့နော်အရင်ဆုံးစလိုက်ဖို့ရေးကြည့်ရဖုန်းသုံးလို့နဲ့စလို့ရတယ်action take ခန့်အရင်အရေးကြီးရပေါ့နော် okay ဆိုတော့တဲ့လောလောဆယ်ကတော့အမရဲ့ sharing လေးကတော့ဒီမှာပဲပြီးပြီဆိုတော့မေးခွန်းလေးတွေမေးထားတာရှိတယ်အဲ့ဟာလေးကိုအမဖတ်ပြီးတော့ပြောပေးမှာပေါ့နော်ဒီနာလေးပါ content creator တယောက်ဖြစ်ဖို့ဘယ်အချက်တွေလိုအပ်ပါတယ်လဲရှင့်တယ်။ဆိုတော့အဲ့အရာကိုပြောရမယ်ဆိုလို့ရှိရင်ဝါသနာပါဖို့လိုတယ်။အဲ့ဒါမှကိုကဒါကြီးကိုရေရှည်သွားမှာဆိုတော့သူ့ရဲ့ ups and downs ကိုကြော်ဖြတ်ရမယ်။ပတ်စံမဝင်သေးလို့ရှိရင်လည်းအဲ့ဟာကိုပို့ပြီးတော့ခံနိုင်ရှိမှာဖြစ်တယ်။ gadget စီရှိမှာပတ်စံရှိမှာစလို့ရမယ့်ဟာမဟုတ်ပါဘူး။လူတိုင်းစလို့ရတဲ့အရာပေါ့နော်။ပြီးတော့တင်တန်းတွေတက်မှလည်းစလို့ရတဲ့အရာတော့မဟုတ်ဘူး။ဒါပေမဲ့တင်တန်းတက်ရင်တော့ပို့ပြီးတော့ကို့ရှိမှာလမ်းပြမယ်လို့ရှိရင်တော့ပို့ပြီးတော့ဒုံကြည့်လို့မြန်တာပေါ့နော်ပြီးရင် community တစ်ခုတွေတော့ရောက်သွားတာပေါ့နော်ဒါကတော့ဖြတ်လန်းကြီးပေါ့ဒါပေမဲ့နံပါတ်တက်လဲစလို့ရတယ်ပေါ့နော်ဒါခုနအမပြောသွားတဲ့မှာပါသေးတယ်အမေကဟိုတဲ့ idea ban out ဖြစ်သွားတဲ့အခါဘယ်လိုပြန်အားထုတ်ရပါသလဲတဲ့ဆိုတော့အဲ့မေကုန်းကိုဖြေရမယ်ဆိုရင်လေကိုက idea ban out လည်းဖြစ်သွားတယ်လူကလည်း ban out ဖြစ်သွားဆိုရင်လေဟိုခဏရပ်ပလိုက်တာတော့ကောင်းတယ်ပေါ့နော်ရက်တယ်ဆိုတာလည်းအကြာရက်ထားမျိုးမဟုတ်ထားပါတော့ဒီတလားတီတီနားမယ်နှစ်လားတီတီနားမယ်ဒီကြားအတွင်းမှာငါကော့ကို mentally prepare လုပ်မယ်ဘာနောက်မှာပြန်မလားကိုယ့်ရဲ့ niche ကစားဘယ်လို video create လုပ်မှာဘယ်နှစ်ကြိမ်ဘယ်လိုတင်မှာအကုန် prepare လုပ်မယ်တေချာချာတော့ prepare လုပ်ရမှာပေါ့နော်နားရဲဆိုပြီးတော့နားပလိုက်တာမျိုးမဟုတ်ပြင်ဘယ်တော့ပြန်စမယ်ဆိုတော့ရှိရမယ်ပေါ့နော်အဲ့လိုမျိုးလေးနားမယ်ခရီးထွက်တာပဲဖြစ်ဖြစ် relax လုပ်တာပဲဖြစ်လုပ်တယ်ပြီးနောက်တစ်ခုကသူပြောတဲ့ idea အနေနဲ့ဘန်နောက်ဖြစ်ရင်ကြတော့ခုနောက်ပိုင်းကအားကိုးလို့ရပြီလေ ChatGPT ပြမလား AI ကိုမေး AI နဲ့စကားပြန်လည်ပြောအဲ့တော့ကိုမတွေးမိတဲ့ဟာကိုသူတို့ကတွေးမိရယ်ပြောလာတတ်တယ်သူနဲ့သူ့ဆီကနေအကြံဉာဏ်တွေထုတ်လို့ရမယ်ပေါ့နော်ခုနောက်ပိုင်း AI နဲ့တော့ညံ့ညံ့သုံးတင်ပြီနောက်တစ်ခုက how to make the content to attract people တဲ့အဲ့ဒါကဟို content ကမျိုးစားအများကြီးရှိရပေါ့နော်ဘယ်လိုမျိုး content မှမတည်မဲပေါ့အဓိကကတော့လေ attract people လုပ်ဖို့ဆိုရင်သူကအမျိုးစားရမှာဟာတာဗီဒီယိုလားဟာတာဆိုရင်ဘယ်လိုမဆိုကြည့်ကျင်တယ်ကွာကိုခဏလေး online တက်လာတဲ့အချိန်မှာစိတ်အပန်းပြေရတယ်ဆိုတော့ဟာတာဗီဒီယိုကပေါက်လို့ရှိရ attract လုပ်တယ်ပြီးရင် entertainment လားပေါ့နော် entertainment လူတွေကဟိုဒီတိုင်းပဲကြည့်ပြီးတော့ပေါ့ပါပေါ့နော်ရီရလည်းရှိမယ်မျိုးစုံပေါ့နော်နောက်တစ်ခုက value ပေးရလား value ပေးရဆိုလဲဒါလူတွေကို attract လုပ်တယ်ပေါ့နော်ဥပမာအများကြီး sharing လုပ်နေရဟာပေါ့နော်ခရီးတွေဘယ်လိုသွားရမလဲပြီးရင်ဒီအင်္ဂလိပ်စာစကား speaking ကောင်းဖို့ကဘယ်လိုလုပ်ရမလဲအမျိုးအများကြီးရှိတယ်ဘယ်လို how to ဆိုတဲ့အဲ့လို video တွေပေါ့နော်အဲ့ကောင်တွေကattract လုပ်တယ်ပြီးတော့ညဘက်နားတဲ့အချိန်လေး vlog တွေရိုက်ဖို့ခုမှစလုပ်ရင်ရောနေရာတစ်ခုရနိုင်ပါမလားဆရာမတဲ့ရှားနေပါတယ်ပြောရရင်နောက်ကြရဆိုတာမရှိဘူးအခုမှသိရလို့အခုစရဆိုတာဒါကတော့အစောဆုံးပဲစလို့ရတယ်ပေါ့နော်ဟိုနောက်ကျနေရလို့တော့မခံယူသင့်ဘူးပေါ့နော်ဘာလို့ဆိုတော့ခုမှပေါ်လာပြီးတော့နာမည်ကြီးနေလူလည်းအများကြီးရှိရပဲလေဆိုတော့ပြောရင်ကိုကနာမည်ကြီးသွားပြီဆိုလို့ရှင်တော့မှဒီရေရှည်ကိုထိန်းဖို့ကလည်းထက်ကြိုးစားရတာဆိုတော့ခုမှစလည်းဘာမှမဖြစ်ဘူးစလို့ရတယ်နောက်တစ်ခုကဒီခုဆို YouTube ရဲ့ Facebook ရဲ့ algorithm ဆိုလည်းပြောင်းသွားပြီပေါ့နော်ကိုနဲ့ friend မဟုတ်ပဲနဲ့ဆိုရင်တော့အဲ့လိုကိုယ့်ရဲ့ interest ပေါ်မူတည်ပြီးတော့ follower မဟုတ်ရင်တော့ follow မလုပ်ထားရင်တော့ပြနေရကြီးရှိတဲ့အတွက်ခုမှစတဲ့လူတွေအတွက်အရင်အဆင်ပြေတယ်ပေါ့နော် YouTube လည်းအဲ့လိုပဲအခုမှစတဲ့လူတွေအတွက်သူကသူ့ algorithm တွေကပြောင်းထားတော့ follow မလုပ်ထားရင်တော့သူများစီဒါ interest ပေါ်မူတည်ပြီးတော့ပြရဲဆိုတော့ပို့ပြီးတော့အဆင်ပြေလာပြီပေါ့နော်စပါအားပေးပါတယ် video content တွေကိုတဲ့စဖန်တီးတုန်းကကြုံရတဲ့အခက်အခဲစိတ်ပိုင်းဆိုင်ရာဥပမာစိတ်တက်ကြတာဆက်မလုပ်ချင်တာမျိုးရှိဘူးပါသလားတဲ့ဆိုတော့မထိုက်အနေနဲ့ပြောရရင်တော့မရှိဘူးပေါ့နော်ဒါပေမဲ့တော်တော်များများမှာတော့ရှိဘူးကြလိမ့်မယ်ဘာလို့ကိုကကြအဲ့ဒါမရှိရလဲဆိုတော့ဝါသနာလည်းပါတယ်တကယ်သွားပြီးတော့မှပြန် share နေရဖြစ်တဲ့အတွက်အလုပ်တစ်ခုလို့လုပ်နေရလည်းမဟုတ်ဘူးကိုကိုယ်တိုင်ကဝါသနာပါနေရဖြစ်တဲ့အတွက်မပင်ပန်းဘူးပေါ့နော်လုပ်နေရတာအဲ့လိုမျိုးဒါပေမဲ့ဘာပဲဖြစ်လဲဆိုတော့ content ကုန်သွားတာပြင်စရာမရှိပဲဖြစ်နေတာအဲ့လိုမျိုးပဲဖြစ်တာပေါ့နော်ခုပြောတဲ့ဒီစိတ်တက်ကြတာစိတ်ပန်းဆိုင်ရာအဲ့လိုရာရောမရှိဘူးဘာလို့ဆိုတော့ဘယ်လိုတော့အဆိုးဆုံးလဲဆိုတော့လေအဲ့ဒီကိုဗစ်ဖြစ်တော့ lockdown တွေချာတော့ဆိုအဆိုးဆုံးပဲဘာတင်လို့တင်ရမှန်းမသိတော့
ခကြီးကလည်းမသွားရဘူးလော့ဒေါင်းတွေချတာဆိုတော့အဲ့လိုအမျိုးစုံစဉ်းစားပြီးတော့တခြားဗီဒီယိုတွေပတ်တင်နေရတဲ့အခါမျိုးလည်းရှိခဲ့ဘူးတယ်ပေါ့နော်ပြီးတော့ဒီလိုမျိုးစိတ်တက်ကြလို့တခုခုဖြစ်လို့တော့မဟုတ်ဘူးဂျားထဲမှာအဲ့လိုပဲ2 ပတ်လောက်ရက်လိုက်တဲ့ဟာမျိုးတွေလည်းရှိဘူးရပေါ့နော်ဒါမအားလို့ဒီတိုင်းရက်လိုက်တဲ့ဟာမျိုးတွေလည်းရှိဘူးရပေါ့နော်ဒါကတော့လူတိုင်းတော့ရှိနိုင်တာပေါ့နော်ဒါပေမဲ့ဒါဟိုပေါ့အကြံပေးတာတော့မရှိရင်တော့အကောင်းဆုံးပဲ consistently တင်သူတို့ကပို့ပြီးတော့ကြိုက်တယ် social media ဒီ algorithm ကပို့ပြီးကြိုက်တယ်ပေါ့နော် your consistency and energy in your videos that always inspire me how to balance content creation with other responsibilities အဲ့ဒါလေးအဲ့ဒါပြောမယ်ဆိုလို့ရှိရင်ခိုင်းရတခုခုလုပ်ပြီးဆိုလို့ရှိရင်အမြဲတမ်းအဲ့လုပ်တဲ့ဟာပေါ်မှာ energy အပြည့်နဲ့တက်ကြွနဲ့အမြဲတမ်းလုပ်လေးရှိတာပေါ့နော်ပြီးတော့ကိုယ့်ရဲ့ဒီ balance ပေါ့ balance ကဘယ်လိုသွားထားလဲဆိုရင်ပြောရရင်ကြောင်းတော့ဆိုလဲကြောင်းတက်ရင်လည်းဒီစနေတနင်္ဂနွေနေဆိုရင်သွားတယ်ပြီးရင်ပြန်ရေးပြီးတက်တယ်အဲ့တော့ကိုက plan တော့လုပ်ရတယ်အဲ့ညမှာဘာလေးကအရေးကြီးလဲဆိုတော့ plan မလုပ်ပန်တဲ့ဒီတိုင်းဆိုရင်မသွားဖြစ်ဘူးဘယ်မှလည်းမရဘူးပြီးသွားမှာဒါပေမဲ့ဖိတ်ဆိုအိုင်တော့ဆိုရင်2 ပတ် 3 ပတ်စာလောက်က plan ရှိပြီးသားအဲ့လိုမျိုးဘယ်ပတ်ရဲ့စနေနေ့ကတော့ဘယ်သွားမှာတကယ်ဘယ်အဖွဲ့နဲ့ဘယ်ကိုသွားမှာအဲ့လိုမျိုးအကုန်လုံးချိန်ထားပြီးသားကိုကနေအရင်ဥဆောင်ပြီးတော့ဒီအဲ့လို chat group တွေထဲမှာပြောဘယ်သူပါမှာစင်းနေကဘယ်လောက်ကုန်မှာဘာညာကိုအတွက်သိရမလားတိုးလီတာကြီးလိုပဲအဲ့လိုတွေလောက်အိုက်ကြရပါတော့အဲ့လိုလုပ်ပြီးတော့သွားခဲ့ရတယ်ပေါ့နော်အဲ့တော့အပတ်စဉ်သွားတယ်သွားပြီးသွားတဲ့ဟာတွေကိုပြန်တင်တယ်ဒါအကြောင်းဒါဘွားကပေါ့နော်ကျောင်းသားဘွားဆိုတဲ့အတိုင်းပဲဝင်ငွေမရှိဘူးအိမ်ကပေးရမဘူးလေးနဲ့ပဲဆိုတော့ကိုကအဲ့လိုဈေးကြီးရညာကြီးလည်းမသွားသေးဘူးသွားနိုင်သေးဘူးဆိုတော့ဒီအနီးနားတစ်ဝိုက်တွေသွားတယ်တောင်တွေတက်တယ်ရေကုန်တွေသွားတယ်အဲ့လိုမျိုးသွားတယ်ပေါ့နော်ဒါပေမဲ့လည်းကို့အသက်အရွယ်နဲ့ကိုတော့လိုက်တယ်လေအဲ့တော့ကိုအပေးရတဲ့လူတွေကလည်းဒီ university students တွေများဖြစ်တဲ့အတွက်အုပ်လိုက်ကြီးကအဲ့လိုနေရာလိုက်သွားကြတယ်တောင်တွေလိုက်တက်ကြတယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါတင်တယ်ပြီးတော့ဟိုပါပေါ့9 to 5 corporate အလုပ်မှာလုပ်နေတဲ့အချိန်တော့လည်းဆက်တင်တယ်ပေါ့နော်အဲ့ဒါလည်းဘယ်လိုပြောမလဲကိုကဒီ9 to 5လုပ်တယ်ဆိုတာလေသူ့ရဲ့ဒီအလုပ်ချိန်9 5တွင်းမှာပဲကိုယ့်ရဲ့အုံနောက်ကြီးသူတို့ပေးရတာကွာဒီလား PAECC ပဲအဲ့9 5ကြော်တာနဲ့ကိုချိန်ဖြစ်သွားပြီဘာမှတော့ပူကြမလို့ကိုပိုင်လုပ်ရင်မှတောင်ပူပါသေးရဲ့ကိုပိုင်လုပ်ရင်ဆိုစနေတင်တွေလည်းမရှိဘူးလုံးဝလေstress တွေနဲ့သိရမလားတခုကြီးတခုတကွမ်းကွမ်းဆက်အဲ့လိုမျိုးဖြစ်တယ်လေဆိုတော့ကိုအခုလုပ်နေတဲ့ဘဝမှာရှိတဲ့အချိန်ကိုအကောင်းဆုံးအသုံးချစေခြင်းတယ်ပေါ့နော်။ထိတ်တော့က balance လုပ်ခဲ့တာကတခြားလူတွေလိုကိုယ်လိုအရွယ်ကျောင်းသားကျောင်းသူတွေအဲ့လိုမျိုးလွယ်လိုမျိုးရှောက်ပြီးတော့အဲ့တော့ဘားတွေထိုင်နေရှောက်သွားရပါမလုပ်ဘဲနဲ့ပေါ့နော်။တောက်လျှောက်အဲ့လိုတိုးထက်ရတိုးတက်ကြောင်းပဲလုပ်နေရများတယ်။အဲ့အကြောင်းမလို့ပဲလေကိုကသူများထက်ဆိုတာကိုရီလိုဒီအရွယ်တူပေါ့နော်စေးချောင်းတက်နေတဲ့လူတွေချင်းတူတော့ကိုကအရှိတပန်းတာတယ်ဥပမာဘယ်လိုပြောရမလဲဆိုရင်မထိတ်ဒီစေးချောင်းဘွဲမရခင်ကလေးကbusiness management and administration ဆိုရတဲ့ BMA ICM UK subject ဟိုပါလေ ICM subject ဟာဘွဲယူပြီးသွားပြီပေါ့နော်အဲ့လိုမျိုးတခါလေအပြင်လောကပါထွက်ပြီးလေ့လာပြီးတော့ကိုကတောက်လျှောက်လေ့လာနေတာဆိုတော့အဲ့လိုမျိုးသွားထားတယ်ပေါ့နော်ဆိုတာကကျောင်းမှာဆိုလဲကျောင်းပဲတီးတဲ့ကျောင်းစာရေးပဲတီးတဲ့လုပ်နေရထက်ဒီကျောင်းမှာရှိတဲ့ activities တွေကိုဝင် join စေခြင်းနဲ့သူတို့ရဲ့ club တွေဝင် join စေခြင်းနဲ့ volunteers တွေဝင်လုပ်စေခြင်းနဲ့အဲ့ဒါကြီးကမှကျောင်းစာထက်ကိုယ့်ရဲ့ဒီအပြင်လောကမှာတကယ်ဆက်ဆံရမယ်အလုပ်မှာတွေ့လာမယ်တွေ့ကြုံတွေကိုပေးတာပြီးတော့အခုလိုမျိုး volunteers တွေလှုပ်ချင်းအဖြစ်ဒီပွဲတွေပါပူတာတို့ပါအစုံပေါ့နော်လှုပ်ချမ်းဖြစ်ဆိုကိုကတိရတယ်ကွာဒါနောက်ကလည်းရတယ်ကွာအခင်းမင်းတွေပေါင်းတင်နေလည်းပေါ်တယ်အဲ့လိုမျိုးကုစေခြင်းနဲ့ပေါ့နော်အဲ့ဟာပေါ်မူတည်ပြီးတော့လည်းနောက်ပိုင်းမှာအဲ့လို scholarship တွေပါရှောက်ပြီးတော့နိုင်ငံခြားကြီးသွားကြတယ်sponsorship အဲ့လို scholar ရပြီး free တွေသွားရတဲ့ဟာတွေလည်းရှိရပါတော့အဲ့ဟာတွေကပြောရင်ရန်ကုန်ကကလေးတွေရန်ကုန်ကလူတွေကလမ်းကြောင်းပွင့်တာပုံများတယ်သူတို့အချင်းချင်းတွေတီးကြတယ်ရှဲကြတယ်သူတို့အဲ့သွားကြရပါတော့နေဘက်အဲ့လိုမန္တလေးဘက်ချားလူတွေကတိတ်လေးမရှိဘူးအဲ့ရဒီ opportunities တွေကိုလေဆိုတော့အဲ့အပိုင်းကိုလည်းနားဆွင့်ထားစေချင်တယ်နားဆွင့်ထားဖို့လည်းငယ်ကလေးကကိုသွားကျင်တဲ့ line ကိုတည်နေပြီးတော့ကြိုတင် skill set တွေဖြည့်တက်ဆရာရှိရည်တက် volunteer လုပ်ဆရာရှိရည်လုပ်ပြီးတော့ကြိုပြီးတော့တွေ့ကြုံနေစုဆောင်းထားစေချင်တယ်ပေါ့နော်
အဲ့ဒါမှကိုကသူများထက်အမြဲတမ်းတပန်းတာနေမယ်သူသွားခြင်းနဲ့ရောက်ခြင်းနဲ့ညောင်ရောက်မယ်ပေါ့နော်ညီမစကားပြောနေတဲ့အခါတဲ့ facial expression body language နဲ့ရှင်းရှင်းလင်းလင်းပြပြတတ်ပါတယ်ဒါပေမဲ့ NG ဖြစ်ပြီးကြတဲ့က NG ကပါလဲမသိစကားပြောရတာအဆင်မပြေတော့လို့တဲ့ screen time နဲ့ရှော့နေရပါတယ်အော်မ senior graphics နဲ့ face မပြပဲနဲ့ content creation လုပ်မယ်တဲ့ဗီဒီယိုကကြည့်ကောင်းနေမှဖြစ်တာမလား editing ညံ့လို့လေ့လာနေပါတယ်တဲ့ perfectionism ကလည်းဖြစ်လို့တဲ့ဗီဒီယိုတစ်ပုဒ်ကိုတင်ဖို့အရန်ခက်ခဲနေပါတယ်တဲ့အဲ့ဒါဘယ်လိုလုပ်တင်ပါလဲတဲ့အဲ့ဒါပြောရမယ်ဆိုရင်ခုနပြောတဲ့face မပြပဲနဲ့ content creation လုပ်တဲ့နည်းတွေလည်းအများကြီးရှိတယ်ပေါ့ကိုကအဲ့လို face ပြဖို့အဆင်မပြေဘူးဆိုလို့ရှိရင်ရတယ်ကိုယ့်ရဲ့ဒီvideo editing လုပ်မဲ့ type ကိုတင်ပြမဲ့ type ကို unique ဖြစ်အောင်လို့အများနဲ့ consistent ဖြစ်အောင်လို့ဒီတနည်းနဲ့တောင်းမယ်ဆိုရင်ဒီနည်းနဲ့အဲ့လို try လို့ရရပေါ့နော်ကိုကဒီတနည်းနဲ့ try ကြည့်အဆင်မပြေဘူးဆိုတော့နောက်တနည်းနဲ့ try ကြည့်ကိုကခုမှ channel စထောင်တာဆိုတော့ try နေလို့ရတယ်ပြောင်းနေလို့ရတယ်ဒီတနည်းကအလုံးဖြစ်နောက်တနည်းပြောင်းကြည့်ရမှာပဲနောက်တနည်းကမှလူတွေကအားပေးပြီးအလုပ်ဖြစ်ရင်ဆိုရင်ကိုကတိပြီကွာဒါကတော့တယောက်နဲ့တယောက် channel တစ် channel နဲ့ channel မတူညီဘူးဆိုတော့စမ်းတက်နေရမှာပေါ့ဒါကတော့အမြဲတမ်းစမ်းတက်နေရတယ်ကို channel တွေကဘယ်အချိန်တင်ရင်အလုပ်ဖြစ်မလဲဘယ်လိုမျိုး content အလုပ်ဖြစ်မလဲဆိုတာကိုကအမြဲတမ်းလေ့လာနေရပါပြီးတော့ဒီ analytics တွေလည်းကြည့်တင်တယ်ပေါ့နော်ဒီတိုင်းပဲတင်ပြီးသွားမှာမဟုတ်ဘဲနဲ့ဒါ YouTube analytics တွေ Facebook analytics တွေကိုကဝင်ကြည့်တယ်အဲ့လိုမျိုးဝင်ကြည့်မှလည်းကိုကနောက်ကိုဗီဒီယိုမှာဘာကိုပို့ပြီးတော့အားစိုက်ရမလဲဆိုတော့ကိုကရှင်းရှင်းလင်းလင်းသိမယ်စဉ်းစားလို့ရမယ်ဥပမာပြောရရင်အခု YouTube မှာဆိုရင်မထိုက်ရဲ့ဗီဒီယိုတွေဒီ67% ဒီ TV နဲ့ကြည့်နေရပါပြောရရင်အံ့ဩစရာကြီးပေါ့နော်ဟုတ် TV နဲ့ကြည့်နေရဟာပေါ့ဟိုထင်လည်းထင်ထားဘူးပေါ့နော်တော်ယုံအဲ့လိုကိုယ့်ရဲ့ YouTube ဟာတွေကို TV နဲ့ကြည့်နေဆိုတော့အံ့ဩရတယ်ပေါ့နော်အဲ့တော့ကိုကအဲ့ဒါကိုတည်ကြည့်ရဖြစ်ဘာကိုပို့ပြီးတော့ပြန်ပြီးတော့အားစိုက်သွားလို့ရတယ်ဆိုရင် okay ငါဗီဒီယိုအကြီးကြီး screen အကြီးကြီးနဲ့ကြည့်နေကြတာ TV နဲ့ကြည့်နေကြဖြစ်တဲ့အတွက်ငါတို့ 4K လေးလုပ်ပြီးရင်ပိုကောင်းမှာပဲဆိုတဲ့ဟာလေးတော့တွေးမိတယ်ပေါ့နော်ဒါပေမဲ့ 4K သွားဖို့ကြတော့ storage ပြဿနာအရင်နည်းနည်းခေါင်းစားစရာရှိတယ် storage ကအားတိုင်းပြည့်နေတာဆိုတော့အဲ့ဒါကိုထိုက်ရအကြောင်းမလုပ်သေးတာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့ဥပမာပြောတာကိုကကိုယ့်ရဲ့ဒီ analytics ပေါ်မူတည်ပြီးတော့ပြောင်းလဲတဲ့နာပြောင်းလဲပြီးကိုကြိုပြီးသိလို့ရမယ်ဆိုတော့အဲ့ perfectionism ကိုလည်းပြောရရင်ခုနကလည်းပါသွားပါပြီပြောသွားရတယ်မှာလေတိတ်ပြီးအရင်ဆုံးအားမဆိုင်စေခြင်းကိုက perfect ဖြစ်မှဗီဒီယိုတစ်ပုဒ်တင်ရမယ်ဆိုဘယ်တော့မှလေပြီးမှမဟုတ်တော့ဘူးဘယ်သူမှလည်းဘယ် YouTuber ဘယ် content creator မှလည်းပထမဆုံးပုံမှာ perfect ဖြစ်မနေဘူးကွာဒီလားအများနဲ့အစ်စ်တီပြောင်းပြီးတော့မှထပ်လေ့လာရတယ်ထပ်ပြီးတော့ပြင်ဆင်ရတယ်ထပ်တင်ရတယ်အဲ့လိုမျိုးတွေတော့သွားနေရပဲအဲ့တော့ဒီ perfectionism ကိုလုံးဝကိုမေ့ထားလိုက် edit လုပ်တင်ကြည့်နော်လုံးဝပထမဆုံးမှာမတင်ရင်တော့မှဘေးနားလူတွေနည်းနည်းပြလို့ရတယ်ကိုယ့်ရဲ့ feedback မေးကြည့်လို့ရမှာပေါ့နော်ဘယ်လိုထင်လဲဘာညာပေါ့ပြီးရင်ကိုကတော့အမြဲတမ်းလေးလာနေဖို့လိုတယ် editing တွေကိုလေးလာပြီးတော့မှထပ်ပြီးတိုးတက်အောင်လုပ်ပေါ့နော် okay ပြီးတော့တဲ့ content edit idea ကိုဘယ်လိုရှာတယ်လဲတဲ့ပထမဆုံးလုပ်တုံးကခံစားရတဲ့အတွေ့အကြုံနဲ့တဲ့အခုခံစားရတဲ့အတွေ့အကြုံနဲ့အဲ့ဒါဟာဘယ်လိုပြောရမလဲcontent idea ကပြောရင်မတို့လိုဒီ travel blogger အတွက်ကတော့ရှာကြတော့မလို့ပေါ့နော်ကိုခရီးသွားနေအောင်သွားရတဲ့ဟာကိုတင်အောင်ပြီးသွားဒါပေမဲ့ရှာခဲ့ရတဲ့ချိန်တွေလည်းရှိခဲ့ပူပါတယ်အဲ့ကောင်တွေကကြတော့တဲ့သူကကွာ main ကကိုလက်ရှိtrending ဖြစ်နေတဲ့အကြောင်းဒီသတင်းအကြောင်းကိုပြောချင်တာလားကိုအရန်ကြက်ရတဲ့ဒီဘေးနားကအဲ့လိုအစားအသောက်ပဲဖြစ်ဖြစ်ဒီ event တွေပေါ့နော် event တွေအကြောင်းတွေပြောချင်တာလားအစားအသောက်အကြောင်းပြောချင်တာလားဟိုအရန်စိတ်ဝင်စားကောင်းတဲ့လူအကြောင်းပေါ့နော်လူရဲ့ဒီလူရဲ့ဒီ history အကြောင်းပေါ့သူကဘယ်လိုစူးစမ်းခဲ့ရဘယ်လိုဖြစ်တာအဲ့လိုမျိုးအကြောင်းပြောချင်တာလားပြီးရင်အဲ့လိုမျိုးပဲဒီ how to tips and tricks ဟာတွေကိုပြောချင်တာလားအဲ့လိုမျိုး main ခေါင်းစဉ်တွေအောက်မှာပြန်ပြီးတော့စဉ်းစားလိုက်ရင်တော့ချရေးပြီးတော့စဉ်းစားလိုက်ရင်တော့ထွက်လာမယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကိုခုနဟိုမထေရှိမှလည်းပြောတယ်လို့ပဲပေါ့နော်ကိုကလုံးဝ idea ကြီး
ခံနေပြီဆိုရင်အဲ့လို AI နဲ့ချက်ပြီးတော့ကြတော့သူနဲ့သူ့ဆီကနေအကြံဉာဏ်တွေလည်းယူလို့ရမယ်ပေါ့နော်အဲ့လိုပဲသွားပါတယ် okay ပြီးတော့တဲ့ content creator တဦးအတွက်အဓိကလိုအပ်ချက်လေးတွေနဲ့ဆောင်ရန်ရှောင်ရန်လေးကိုသိချင်ပါတယ်ရှင့် travel blogger ကိုလည်းစိတ်ဝင်စားပါတယ်ရှင့်ဟုတ်ပါတယ်အဲ့ဒါကဒါခုနကအပေါ်မှာအများကြီးပြောသွားတဲ့ဟာတွေပါပဲအဲ့ဟာတော့ဟိုအဖြေကပါပြီးသွားပါပြီပေါ့နော်ဆောင်ရန်နေရအကုန်လုံးကိုဝါဒနာပါမစားဖို့ပေါ့နော်ဒီတိုင်းပဲလောက်တာပတ်စံချခြင်းလို့လောက်တာတော့မဖြစ်စေချင်ပါဘူး storyline นี่ဒီဆောက်တဲ့ခါမှာတဲ့ကိုယ့်ရဲ့အကြောင်းကြီးထည့်ရေးတာကတကယ်အကျိုးရှိနိုင်တာတဲ့အဲ့ဒါcontent ပေါ်မှာမူတည်ရောဒီလားဟိုတကယ်ကိုရေးတဲ့ဒီ storyline မှာကကိုအကြောင်းထည့်လိုက်လို့ပို့ပြီးစိတ်ဝင်စားစရာကောင်းတယ်ကိုယ့်ရဲ့ဒီအကြောင်းကိုလည်းချပြခြင်းနဲ့ okay ရယ်ဆိုရင်တော့ရေးပေါ့ကိုအကျိုးရှိရပေါ့ဟုတ်တယ်အကျိုးရှိနေတာရှင်ဆိုရင်အကျိုးရှိတယ်ဒါပေမဲ့အများတိုင်း storyline တွေမှာကိုအကြောင်းထည့်ရလို့မှမရတာဆိုတော့ဒီမိကုန်းကတော့ဒီတကြောင်းနဲ့ပဲဆိုတော့လေဒါပဲဖြစ်လို့ရမှာပေါ့နော်ယုံကြည်ချက်ရှိ blog ဘယ်လိုရိုက်ကမလဲတဲ့အဲ့တခုကလေဘယ်လိုပြောရမလဲခုလောလောဆယ်တော့ခေါင်းထဲမှာပေါ်လာဟိုအမအခုတင်တဲ့အတန်းတက်ပြီးရလို့အကုန်လုံးကတော့ तू ကဟိုအစကွာကင်မရာတော့မကြည့်ရဲဘူးစကားမပြောရဲလူတွေကရှယ်ကင်မရာကြီးရှိမှာဟောင်းတယ်စကားကြီးပြောပြီးတော့အဲ့လိုပြောသားကြတဲ့လူကြီးပဲဖြစ်သွားပါတော့အဲ့ဒါဘာကွာဝါလဲဆိုကိုက train ရမယ်ပေါ့နော်အဲ့တင်တန်းမှာတင်တာလေအဲ့ဒါပါပဲကိုလေ့ကျင့်နေရမှာဟုတ်လားကိုကပြောရင်မထိတ်ကိုယ်တိုင်လည်းအဆက်ဆက်ချင်းမှာတော့ဘဒုမဆိုမထိတ်ပဲမဟုတ်ပါစကားပြောလို့ရှိရင်ဟိုတငယ်ချင်းကိုကြည့်ပြီးတော့စကားပြောတာအကောင်ရှင်းဝေအောင်ပြောနိုင်တယ်ဒါပေမဲ့ကင်မရာကြီးလည်းထောင်ပြီးကင်မရာကြီးလည်းကြည့်ပြီးပြောလိုက်တော့ကြတော့ဖြစ်ကုန်ရောကြက်မလားခေါင်းထဲကဟာရီတောင်ပျောက်သွားဘာပြောမှမသိတော့အဲ့ဒါလူတိုင်းဖြစ်တယ်အဲ့တော့အဲ့ကောင်ကိုကကြော်လာဖို့ဆိုလို့ရှိရင်အရင်ဆုံးကိုပြောချင်တဲ့ဟာကိုဒါ newbies အဆင့်ပေါ့နော်အခုတော့ထိုက်ရလို့မလုပ်တော့ချရေးစောင်းနဲ့ချရေးဒီအဲ့စာအုပ်ထဲကအတိုင်းကို तू အာရင်တက်တဲ့ energetic ပြည့်နဲ့ပြောကြည့်ပြီးအပြန်လဲဟိုမှန်ထောင်ပြီးတော့ပြောကျင်တယ်ရတယ်လို့ကင်မရာထောင်ပြီးပြောကျင်တယ်ရတယ်ဒါပေမဲ့အမတော့ကင်မရာထောင်ပြီးပြောတာပိုအားပေးတယ်ဟောဆိုတကယ်လဲလက်တွေ့အပြင်မှာကင်မရာထောင်ပြီးပြောနေရမှာပြီးတော့ကင်မရာထောင်ပြီးပြောပြီးရင် record လည်းတစ်ခါရှိရဲတော့ပြန်ကြည့်လို့ရတယ်ကိုကဘယ်ညာပြင်မှုရှိရလဲဘာလို့လိုနေရလဲအဲ့လိုမျိုးပေါ့နော်တော့အဲ့ဒါကြီးကြည့်ရင်ရပါတယ်ပြီးရင်နောက်ထပ်တင်ပေးထားတာတော့အဲ့လိုမျိုး energetically ပြောဖို့ပါဒီလားဟိုစင်မော်မတက်ခင် public speaking မပြောခင်ပြီးရင်အခုလိုကင်မရာရှိမပြောခင်လူကဟိုတခြားလူနဲ့ရန်ဖြစ်ထားတာတို့ဝူထားတာတို့ဆိုလို့ရှိရင်ဟိုကင်မရာရှိရောက်ကြတာကွာစူပပုံတယ်ကွာဒီလားဟိုအရန်တိတိုင် energy ရောက်ကွာအဲ့လိုဖြစ်နေမှာဆိုတော့အဲ့ဒါတွေကိုအရင်ထည့်ထားလိုက်အဲ့တော့စကန်ဒီမှာလေ့ကျင့်ကန်နေလို့ facial expression လေ့ကျင့်နေလို့ဟိုအလုံးက energetic အဲ့လိုတီးလုံးဟိုကောင်းအကျေကြီးတွေဖွင့်ပြီးတော့နည်းနည်းခုံလိုက်ကားလိုက်လို့လှုပ်ချပြစ်ပြီးတော့မှကင်မရာရှိဝင်တာအဲ့ဆိုရင်သူ့ရဲ့ energy ဆက်ပါနေတယ်အဲ့လိုရှိပြီးတော့နောက်တစ်ခါစကားပြောရင်ငြင်းကြီးပဲမိုနိုထုံးနဲ့မပြောနဲ့လုံးဝဒီဘယ်လိုပြောမလဲ anchor ချာရီတဲ့တုံးပေါ့နော်အဲ့လိုမျိုးအဲ့ရောပြောမယ်တော့အဓိကကြင့်မှာကျင်ရင်နဲ့ဒီ on camera presence ကင်မရာရှိမှစကားပြောရတာတော့တိုးတက်လာပါပြီးတော့ဟိုမကြောက်ဖို့ပေါ့နော်ကိုယ့်ရဲ့ခုရှေ့မှာကင်မရာတစ်လုံးပဲရှိတာကိုကလူတယောက်ကိုပဲစကားပြောနေရဆိုတော့idea လေးနဲ့ပဲခေါင်းနဲ့တွင်းပြီးတော့လေ့ကျက်ပါအဲ့လိုဆိုရင်တော့ကြောက်စရာမလိုပါtry နဲ့ရသွားလိမ့်ပြီးတော့တဲ့ How did you find your niche and how you started your first video or content အဲ့တော့ခဏတော့ဒါပြောပြီးတော့ပါပြီရှေ့ပထမဦးဆုံး blog ကိုဘယ်လိုစခဲ့လဲဆိုတာလည်းပြောပြီးတော့ပြီတော့ဝါသနာဘာလို့ဆိုင်နေဖြစ်လာတာဖြစ်တဲ့အတွက်ဟိုဒီတိုင် niche တော့ရှာခဲ့ကြမလို့ပေါ့နော်
ဒါပေမဲ့မထရဲ့ niche ကတော့ travel only မဟုတ်ဘဲနဲ့ဒါဆရာဝန်လည်းဖြစ်တဲ့အတွက်ဒီhealth education sharing လေးလည်းပြောတယ်ပြီးတော့ကိုရိုင်းကအဲ့လို IT products တွေစိတ်ဝင်စားရကွာကြည်လားတစ်ခုခုထွက်ပြီဆိုရင်ဝယ်ချင်တာဟိုဟာလေးဝယ်ချင်လို့စမ်းချင်လို့ဒီဟာလေးစမ်းချင်လို့အဲ့လိုမျိုးဥမာဖုန်းဆိုလဲကွာသူများလေးလိုလေဖုန်းပြောတာလောက် social media သုံးတာလောက်သုံးတာမဟုတ်ကွာသူ့ရဲ့ setting တွေလည်းအကုန်ဝင်မှွေလို့ full use သုံးတယ်ကွာကြည်လားအဲ့လိုမျိုးဝါသနာပါရတဲ့ဆိုတော့ unboxing တွေလည်းရိုက်တယ်ပစ္စည်းတွေဝယ်တယ်ကိုဝယ်ပြီဆိုရင် unboxing ရိုက်ပလိုက်ပြီအဲ့လိုကြီးတင်တာပေါ့နော်ဆိုတော့ကိုတင်တဲ့ video တွေပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့နောက်ကနေ brand တွေကလိုက်လာတာအဲ့တော့ထားပါတော့ဒီကိုကဆရာဝန်ဆိုတာကိုမပြောရင်လူမသိဘူးအဲ့တော့အဲ့လိုမျိုးဆရာဝန်ဖြစ်ကြောင်းကိုသိအောင်လို့ကြတော့လေဒီ health education အကြောင်းလေးပြောတာတို့ဘာလို့ထည့်ပြောရတယ်ပေါ့နော်အဲ့လိုမျိုးညှက်ညက်ပြောခြင်းအပြင်သိသွားတယ်သိတော့ဘာကြီးဆက်လိုက်လာတယ်လဲဆိုတော့ဆေးကုမ္ပဏီဆေးကြော်ညာတွေเนาะအဲ့လိုဆေးရုံကြော်ညာတွေအဲ့လိုဟာကြီးဆက်လိုက်လာတယ်ပေါ့နော်အဲ့တော့ကိုကအကြောင်းလို့ခုနပြောတာကိုက niche ကိုတေချာရွေးပြီးတော့အဲ့ဟာပေါ်မှာ ਨੇ ပတ်သက်တဲ့အကြောင်းအရာတွေပဲတင်တယ်ဗီဒီယိုတွေပဲတင်တယ်ပေါ့နော်နောက်တစ်ခုက33ခုတင် what kind of content might be famous တဲ့အဲ့ဒါဟိုဟာခုနကပြောပြီးသွားပြီပေါ့နော်ဘယ်လိုဟာတွေကလူတွေကြိုက်လဲဆိုတာပြောပြီးသွားပြီဆိုတော့ထပ်မပြောတော့ and what kind of creator might recognize by people တဲ့ famous တဲ့အဲ့ဒါကကြတော့လေ consistently တင်ပြီးတော့ကြတော့ social presence ရှိနေအောင် online ပေါ်မှာအမြဲတမ်းပုံမှန်တင်နေတဲ့လူက recognize by people ဖြစ်တယ်အဲ့လိုတလားတိလောက်ပေါက်နေတဲ့ content တွေများပြီဆိုရင်လူတွေကသိပြီပဲ how to make brand deal and collaboration အဲ့ဒါကတော့ပြောရင်အဲ့လိုမျိုး तू က page တွေကနေပြီးတော့လာပြောတာပေါ့ chat box မှာလာပြောကြတယ်brand တွေကိုယ်တိုင်လာပြောတာရှိတယ်လို့အဲ့လို agency ရှိတယ်လေအဲ့ agency ကနေပြီးတော့လာပြီးတော့ तू ကတော့ဘာ agency ကပါကြည့်မလားဘာ brand လေးအတွက်ဘာဘယ်လိုလုပ်ချင်တာဘယ်လောက်ယူလဲမသိဘူးဘာညာလာမေးတယ်ပေါ့နော်အဲ့ဒါမှဖြေပြီးရုံပါပဲဖြေပြီးတော့မှ collab လုပ်တယ်ပေါ့နော်ပြီးတော့what are the challenges when you started your content creation journey ရဲ့ challenges ကိုပြောမယ်ဆိုရင်တော့အချိန်တိတ်မရှိတာပဲလीနော်ပြောရင်ကိုကတခြားအလုပ်လည်းလုပ်နေတယ်ဂျားတွေကဝါသနာပါလို့ခရီးတွေသွားရင်ဒါ content တွေတင်နေဆိုတော့လို့ editing လုပ်ရတာကအချိန်တော်တော်ပေးရတာ哦ကြည့်ရတဲ့လူတွေတက်တာဒါ12မိနစ်15မိနစ်လောက်ရတဲ့လူကနိုင်ပေါင်းချီပြီးတော့ share လုပ်ရတာဆိုတော့လေပြီးတော့ဒီဖုန်းနဲ့လောက်တာမျိုးလည်းမဟုတ်ဘူးအဲ့လို CapCut နဲ့အဲ့လို AI နဲ့အဲ့လိုတူလေး TikTok type လည်းမဟုတ်ဘူးဆိုတော့သူ energy ပိုသုံးရတယ်ပို့ပြီးတော့အချိန်ကြာတယ် edit တွေလုပ်ရတယ်ပေါ့နော်ဆိုတော့အဲ့ဟာပေါ့ပြောရင် how can I travel the world create contents and work at the same time အဲ့မိကုန်းလေးကဖြေရမယ်ဆိုရင်တော့ကိုကဒါ digital nomad online မှာပတ်စံရှာနေလို့ဆိုလို့ရှိရင်အဲ့ဒါအကုန်လုပ်လို့ရတယ်ဆိုတော့အခုလက်ရှိမထိတ်ပုံစံပေါ့နော်အခုအဲ့လိုပဲတွားနေလို့ရတယ်ပေါ့နော်ဘာအလုံးမှလည်းပြည့်စရာမရှိဘူး US လားတွားလိုက်တယ်3လတွားနေလိုက်တာပဲ3လအဲ့လိုတနေရာသွားပြီလားအနည်းဆုံး10ရက်လောက်တွားမှကိုအတွက်က easy ဖြစ်တော့တာအဲ့လိုမျိုးကျောင်းတက်နေတော့လို့အဲ့လို corporate job တွေလုပ်နေတော့ဆိုရင်တော့ရက်က limited ဖြစ်တာခွင့်ရက်တွေပါနေဆိုရင်စနေတနင်္ဂနွေပေါင်းတယ်ပြီးရင်သူနဲ့တွဲပိတ်တဲ့ရက်ရမလားတစောင်းမုံလာပြည့်လို့ဘာညာကွာအဲ့လိုမျိုးတွဲပိတ်တဲ့ရက်ကကက်ရက်လေးဆို3ရက်ရတယ်မဟုတ်ဘဲနဲ့အင်္ဂါနေ့မှာပိတ်တယ်ဆိုရင်တနင်္လာနေ့ကိုခွင့်ယူပြီးတော့4ရက်ပေါင်းပြီးတော့သွားတာမျိုးရှိအဲ့လိုကြီးသွားကြရပါတော့အဲ့တော့ပြောရင်ကွာ3-4ရက်လောက်ပဲရဒါပေမဲ့ကိုရီအနေနဲ့ကြတော့လွတ်လပ်သွားပြီ online မှာလုပ်တာဖြစ်တဲ့အတွက်ကြိုက်တဲ့နေရာမှာလုပ်လို့ရဆိုတော့ကြိုက်တဲ့နေရာကိုခရီးကိုအကြာကြီးကြိုက်တယ်လို့သွားရတယ်ပေါ့နော်ဟိုဆို AC ပဲပေါ့နော်နေချင်းလုံနေလို့ရရပါတော့ဆိုတော့အဲ့ဟာကဘာလဲဆိုတော့ဒီ online ကလုပ်တဲ့အလုပ်တွေကိုလုပ်ရင်တော့အဲ့လိုရလိမ့်မယ်ပေါ့နော်ပြီးတော့အခုနောက်ပိုင်းမှာလည်းဒီ online ကပတ်စံရှာတာက
နည်းနည်းပို့ပြီးတော့လွယ်တယ်ပေါ့နော်ဒါမထည့်အမြင်ပေါ့နော်ဘာလို့ဆိုအပြင်မှာကအဲ့လိုစီးပွားရေးတစ်ခုလုပ်ဖို့ဆိုလို့ရှိရင်အရန်ချုပ်တယ်ပြောရင်သူတို့ရဲ့ဒီ laws and regulation တွေ license ယူရရဆလို့ဒီလူထိန်းရတဲ့အပိုင်းတွေတည်ရမလားလောက်ရတဲ့ဟာ department တွေအများကြီးနဲ့အရန်ရှုပ်တယ်ပြန်ရတဲ့ဟာနဲ့ကပြောရင်လောလောဆယ် online ဝိုင်ရှာရဲ့ဟာနည်းနည်းပို့ပြီးတော့လွယ်ကူပြီးတော့များဝင်တယ်လို့ခံစားရတယ်ပေါ့နော်ပြီးတော့တဲ့ကင်မရာမရှောက်အောင်နဲ့လူကြားတဲ့လက်စကားပြောနိုင်အောင်ဘယ်လိုလေ့ကျင့်ရမလဲရှင်ဆိုဒါခုနကတော့ဓာတ်ကြီးပြောပြီးသွားပါပြီအရှိကြီးပဲပြောသွားရနော်အဲ့အပိုင်းတီးတဲ့အဲ့ဒါပါပဲ do you think blogs are better than blogs တဲ့အဲ့ဒါကဟိုပါပေါ့ကိုယ့်ရဲ့ဟိုပါပေါ့မမူတည်ရလေကိုသုံးတဲ့ social media ပေါ်မှာမူတည်ရ blog ဆဲကောင်းတာပဲဟိုကဒီစာနဲ့စာရှိရေးတယ်ပုံနဲ့အဲ့ဒါကြဘာလဲဆိုတော့သိရမလားဟို tips and tricks တွေပြောတာတို့ကိုကဒီညာဘယ်လိုသွားမလဲအချက်လက်တွေနဲ့အတီးကြကြလေးလို့ရေးထားတဲ့ဟာတွေကကြာစာလေးနဲ့ကဖတ်ရတာလွယ်တယ်ဟိုသွားဖို့ကလည်းnotes တွေမှတ်လို့လွယ်တော့ကောင်းတယ်ပေါ့နော်ညတင်နှစ်ခုလုံးကောင်းတယ်ဘယ်ဟာကိုကောင်းတာလဲဆိုတော့မရှိပါဘူးအသက်31မှာ vlogger စလို့မှဆိုတော့အောင်မြင်နိုင်မှာမလားတဲ့အောင်မြင်နိုင်တာပေါ့ငယ်ငယ်လေးရှိသေးတယ်ဟိုဒီ31မှာကိုလုံးမဲ့ဟိုဘယ်လိုပြောမလဲ niche ကိုတေချာရွေးပြီးတော့တေချာတင်ပြနိုင်အေးစစ်စစ်အောင်မြင်တယ်ပေါ့နော်အခုပြောရရင်မထက်ရဲ့ဒီ batch 1မှာတက်ခဲ့တဲ့တယောက်ဆိုလို့ရှိရင်တော့မှသူဆိုတော့31ပဲကွာသူတို့လည်းအခုမှစတာဟုတ်ပြောရင်အောင်မြင်တယ်လို့ပြောမှာပေါ့နော်တဖြည်းနဲ့တော်တော်လေး YouTube တောင်မှ subscriber 100ပြည့်သွားပြီပေါ့နော်content planner ကဘယ်နှလစာထုတ်ရတာလဲ။ तू ကအဲ့ဒါလေးအဲ့လိုပုံတည်တတ်မှတ်ချက်မရှိဘူးပေါ့နော်။ကိုထုတ်နိုင်တဲ့လောက်ထုတ်လို့ရတယ်။ generally ပြောရရင်တော့2လ3လစာလောက်အဆင်ပြေတယ်။ကိုကအဲ့လောက်မထုတ်နိုင်လဲတစ်လစာကြိုထုတ်နိုင်ရုံမစိုးဘူးပေါ့နော်။အဲ့လိုမြင်တဲ့တစ်လပြီးမှတစ်လသွားရလဲရှိတယ်။ Okay ဆိုတော့မိခွန်းနေရတော့ရှိသေးတယ်ပေါ့နော်။လောလောဆယ် question and answer session တွေကိုအရင်ဖွင့်ပေးလိုက်မယ်ပေါ့နော်ဘာလို့ဆိုဒီမှာလာတက်တဲ့လူတွေလည်း live မေးလို့ရအောင်လို့ဖွင့်ပေးလိုက်မယ်အဲ့ဟာမှအချိန်ပိုနေသေးတယ်ဆိုမှအမဒီကမေးခွန်းလေးတွေကိုကြိုမေးထားတာလေးကိုဖတ်ပြီးတော့ထပ်ပြီးဖြည့်ပေးမယ်ပေါ့နော်ဆိုတော့မြန်မာ MC ညီမလေးဟိုပြောလို့ရရင်နော်ဟို question answer session အရင်ဖွင့်ပေးလိုက်ပါပြီshare လုပ်ပေးသွားရဲဒေါ်လာထည့်ရင်ကိုလည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဆိုတော့ထည့်ရင်ရဲ့ဒီ page နဲ့ပေါ့နော် personal page ရဲ့your Facebook page ရဲ့ Instagram account ရဲ့ YouTube လေးကိုဝင်မ chat ထဲမှာပို့ထားပေးပါတယ်တခုခုသိချင်တာရှိလို့ရှိရင်လည်းအဲ့ channel တွေမှာတွားပြီးတော့မေးလို့ရပါတယ်ရှင်ဟုတ်ကဲ့ပါဆိုတော့အခုဆိုလို့ရှိရင်speaker sharing session လေးပြီးသွားပြီဆိုတော့ Q&A session လေးရောက်ပြီပေါ့နော်ဆိုတော့တော့ထည့်ရင်ကိုမေးချင်တာလေးရှိလို့ရှိရင် resend ထောက်ပြီးတော့မေးလို့ရတယ်လို့အကယ်လို့ပေါ့နော် mic ဖွင့်ဖို့အဆင်မပြေတဲ့သူတွေကဒီဘက်ကိုဒီ chat ထဲကနေအဆင်မေးလို့ရပါတယ်ဟုတ်ကဲ့ပါစမေးလို့ရပါတယ်ရှင် resend လေးထောက်ပြီးဟုတ်ကဲ့ပါကိုအဒီစင်စမေးလို့ရပါတယ်ရှင်hello အမထိုင်မင်္ဂလာပါဟိုအမဒီ career ကိုစတာဘယ်လို motivation နဲ့စခဲ့တယ်ပေါ့ဘာလို့လဲဆိုတော့အခုလက်ရှိတက်နေတာ IT ပြင်မဲ့ဒီ blogger နဲ့ဒီ content creation နဲ့ပဲပေါ့အရင်စိတ်ဝင်စားရပေါ့လောက်တာလည်းနည်းနည်းကြာပြီဒါမဲ့ engagement ကမရသေးဘူးပေါ့အဲ့လောက်မရသေးဘူးပြီးတော့ content တွေမှာတခုလွဲနေတယ်လို့ထင်တယ်ပေါ့ဆိုတော့နည်းနည်းစိတ်သက်ကြခြင်းလို့လည်းဖြစ်တော့ motivation လေးရယ်ပြီးတော့အဲ့လိုမျိုးဘယ်လို engagement ရအောင်လုပ်ရမလဲဆိုတာလေးသိချင်လို့ပါအဲ့ဒါပြောရမယ်ဆိုရင်လေဒီတိုင်း general motivation ထက်အဲ့ general motivation လောက်ကရှေ့ကပြောထားပြီးဆိုအဲ့ရဲ့နီလန်တိုင်းလိုက်လာလို့ရတယ်ကိုကဘယ် content တွေ create လုပ်တယ်လဲဆိုတဲ့ဟာပေါ်မှာမူတည်ပြီးအမကြည့်ပြီးတော့ပြောပြီးပို့ပြီးပြောပေးတယ်မှာပေါ့နော်ဥပမာဘယ် channel ဘာဆိုအမကြည့်ပြီးလို့ရှင်ဒါကတော့ဘယ်လိုဘယ်ညာလေးတိုးတက်ဖို့လိုတာဘိုင်လိုအဲ့လိုဖြစ်နိုင်တယ်ဆိုတဲ့ဟာလေးထွက်လာလိမ့်မယ်ပေါ့နော်ဆိုတော့အကြံပေးချင်တာကကိုအခုလောလောဆယ်မှာကိုနဲ့အတိပဲဖြစ်ဖြစ်တူတူလုံးနေလို့ပဲဖြစ်ဖြစ်ကိုကစီနီယာပဲဖြစ်အဲ့လိုပြပေးလို့ရမယ်လို့ရှင်သူတို့ပြပြီးတော့မေးကြည့်ပေါ့နော် feedback မြင်တဲ့တောင်းပေါ့နော်ဒီတိုင်းပဲသွားနေရတဲ့ဆိုင်ဘာလို့ဆိုတော့အဲ့လိုအမအတိမောင်လေးတယောက်ဆိုရင်
သူဆိုလဲပထမတင်ချင်းတောင်ပထမဆုံးတစ်ပုံနဲ့ပေါက်တဲ့လူတောင်မှနောက်ပိုင်းဗီဒီယိုတွေတင်တဲ့အခါမှာအဲ့လို viewers တွေနည်းနည်းကြာတာကို तू ကမနေနိုင်ဘူးလာမေးတယ်အမမောင်လေးဒီဗီဒီယိုကဘာလို့ view ကမရောက်တာလဲဘာဖြစ်နိုင်မလဲအဲ့လိုမျိုးလေးပေါ့ဒီမှာကိုနဲ့ခင်တဲ့လူကအဲ့လိုမျိုးလေးလာမင်းကိုကပြန်ပြောပြဖြစ်တယ်ဆိုတော့အဲ့လိုအကျဉ်းချင်းတောင်းပေါ့နော်အနီးနားလူဘာထင်လဲနင်တို့ကဒီဗီဒီယိုဘယ်လိုထင်လဲဘာလို့ဆိုကိုက content creation လုပ်ပြီးဆိုလို့ရှိရင်ကိုကြိုက်တာပဲကိုလုပ်လို့မရအောင်ကြည့်ရှုသူတွေအကြိုက်ကိုလုပ်ရကြည့်ရှုသူတွေကဒီဗီဒီယိုကိုကြည့်ရတာအဆင်ပြေတယ် value ရတယ်ကြိုက်လို့ဆိုမှပေါက်မှာစက်ကြည့်ကြမှာဆိုတော့ကိုယ့်အကြိုက်ပဲလုပ်နေလို့မရဘူးဘေးနားလူရဲ့အကျဉ်းကြီးလည်းမေးပေါ့နော်အဲ့ဒီကတော့ကျဉ်းလေးပါ ကျေးဇူးပါcontent type တွေကတော့ဒီ travel လဲသွားဖြစ်တယ်ပေါ့အမ blog ကြီးကအရင်တော့ကြာပါဆို blog ရဆွဲဆောင်မှုရှိရယ်ပြီးတော့အမမျက်နှာအကြည့်တက်ရှိအောင်အကြည့်တက်ရှိတော့ဒီ video အဲ့လိုမျိုးဆွဲဆောင်ရတော့အဲ့လိုမျိုးအဆုံးထိကြည့်ခြင်းတယ်ပေါ့ဆိုတော့ဒီ travel တို့ပြီးတော့ဒီ story telling ဘိုင်းတို့အဲ့လိုလေးသွားဖြစ်တာအများကြီးပေါ့ဟုတ်နောက်ကြမှာတင်နေလဲလာတက်ပါရပါတယ်အမဒီမှာတင်နေလာကြညာမဟုတ်ပါဘူးเนาะဒီတိုင်းပြောတာဆိုတော့ဟိုပါပေါ့အဲ့ဒီလေအဲ့လို travel videos ကိုရိုက်တဲ့လူတွေအများစုရဲ့အမှားကဘာလဲဆိုတော့ဟိုလေကိုက travel blogger လို့ပုံစံသွားကျင်နေဆိုရင်အဲ့လိုပုံစံတက်သွားဖို့ရိုက်ရမှာအခုကဘယ်လိုရိုက်ကြလဲဆိုတော့တက်မလား my ဘယ်လိုပြောမလဲ my daily life အဲ့လိုစတိုင်တွေကွာဒီလား my daily vlog အဲ့တော့ကိုအကြောင်းကြီးပဲပြနေတာကိုရုပ်ကြီးနဲ့ပြပြီးတော့ကြတော့ဘာလုပ်တယ်ဘာလေးလုပ်လိုက်ပါတယ်ဘာလေးလုပ်လိုက်ပါဆိုတော့ကြည့်ရလူတွေကသူနင်ဘာလုပ်တယ်ဆိုတာကြည့်ချင်တာမှမဟုတ်တာသိရမလားအဲ့လိုမျိုးလေအဲ့လိုရှိရကွာဆိုတော့အဲ့လိုဟာလေးကိုနည်းနည်းလေးကြောင်တဲ့အပိုင်းတွေလည်းရှိရနည်းနည်းလေးချိန်ထိုးရတယ်ပေါ့နော်မျှထဲပေါ့နော်အဲ့လိုမျိုးကိုကနာမည်တစ်ခုရပြီဆိုမှဆိုရင်တော့အဲ့ဒါကြီးထည့်တာပို့ပြီးတော့အဆင်ပြေရပေါ့နော်လူတွေကအချိန်ကြရင်တော့သိကြပါပြီဘာလုပ်တာဆိုသိကြပါပြီကိုကနာမည်မကြီးသေးပဲနဲ့အခုမှစရလူဆိုရင်တော့ဘယ်လို့မှကိုအကြောင်းအဲ့လိုမျိုးလုပ်နေရတာကိုကြီးကျင်အဲ့ဒီပို့တော့ရှိရဆိုတော့ value ပေးပေါ့ value များပေးအဲ့ဗီဒီယိုထဲမှာအဲ့လိုမျိုးဆိုရင်တော့ကြည့်လိုက်ဟုတ်ကျေးဇူးပါကဲပါrecent ထောက်ထားတယ်အမနေမေးလို့ရပါရှင်ဟုတ်မင်္ဂလာပါမထိတ်အမ blog တွေအများကြီးကြည့်ပါဟုတ်နေရိုင်းနေပါတောင်းပြီးတော့ဟုတ်အားပေးနေပါလို့ညီမမေးချင်တာကြာဟုတ်ကဲ့မညီမမေးချင်တာတော့ဒီcontent creation နဲ့ပတ်သက်ပြီးတော့လုပ်တဲ့နေရာမှာညီမကြတော့ဒီ tourism ဘိုင်းဝါနာဘိုင်းပေါ့နော်ဆို tourism ဆိုတဲ့နေရာမှာအမလည်းဒါလုပ်ခဲ့ project တွေရှိမှာပေါ့ဒီဥမာတနေ့ရှမ်းပြည်ကိုသွားပြီးတော့ဒီကလူမျိုးစုတွေ promote လုပ်တာပါညာပေါ့အဲ့လိုအပိုင်းကိုလုပ်ချင်တယ် content ဒီဖန်တီးချင်တယ်ပေါ့နော်ဥမာ Facebook page မှာshare တာဖြစ်ဖြစ်နောက် YouTube မှာတင်တာဖြစ်ဖြစ်အဲ့လိုမျိုးလုပ်ချင်တယ်ဆိုတော့အဲ့ဒါကိုဘယ်လိုမျိုးလုပ်သွားနိုင်မလဲပေါ့နော် promote လုပ်တဲ့အပိုင်းအဲ့ဒါလေးသိချင်လို့ပါပြီးတော့တစ်ဖက်ကညီမဒီကိုကကျောင်းကလည်းစီစဉ်ထားပါတယ်နောက်ပြီးတော့အလုပ်ကလည်းရှိအောင်ပါပေါ့နော်ဆိုတော့အဲ့လိုလုပ်နေတဲ့တစ်ဖက်မှာဒီ content creation မှာဒီအဓိက promote လုပ်ချင်တဲ့အပိုင်းတွေဟုတ်ဘယ်လိုလေးလုပ်ကြမလဲဆိုတာအကြံလေးတောင်းချင်ပါတော့ကျေးဇူးများတင်ပါတယ်အားပေးနေပါတယ်ကျေးဇူးပါပြောရရင်ကိုယ့်ရဲ့ဒီ tourism ကို promote လုပ်တယ်ဆိုရဲအပိုင်းမှာကြတော့သူကနည်းနည်းလေး topic ကြီးသွားပြီဒါပါတော့အမတို့သွားခဲ့တဲ့ပအို့တို့ဘာလို့တော့မှ tourism ဆိုတာသူတို့ကဒါ project လိုက်သွားတာ government နေရာစသူတို့တက်ဆိုင်ရာဒီပါလာရပြီအဲ့တော့သူတို့နဲ့ပူးပေါင်းပြီးတော့လုပ်ရတာကိုရီးအနေနဲ့ကြတော့ကိုရီးကဒါမီဒီယာအပိုင်းဒီဘက်ကဒီလူတွေကိုထိတွေ့အောင်လို့ online ပေါ်မှာဒီသိအောင်လို့ဒါဖြန့်ဖြူးတဲ့အပိုင်းကိုကိုရတောင်ရွှဲတဲ့ပုံစံဖြစ်သွားတာပေါ့နော်အဲ့တော့ပေါက်လို့ရတာအဲ့လို tourism ဒီ eco tourism ပဲဖြစ်ဖြစ်သူတို့ပြောတဲ့ပါနာမည်မျိုးတိုင်း CBD လားအဲ့လို project တွေပါအဲ့ဒါကြီးဆိုလဲအဲ့လိုမျိုးလူတွေအများကြီးနဲ့ပေါင်းလို့ရတာပေါ့နော်ဆိုတော့အဲ့လိုပေါင်းလို့မှရတာကိုကတနေရာတဲကိုဒီထောက်ပါတော့စင်ကောင်းတောင်လိုပါတော့နေရာကြတော့အဆင်ပြေကွာဒါကကိုတွေ့ရဲ့နေရာ hidden gems တွေကိုဖော်ပြရဖြစ်တဲ့အတွက်တင်ချပလိုက်လို့ရတယ်ကိုလိုမျိုးခုနပြောလို့ဒီ tourism တကူလုံး promote လုပ်ဖို့အဲ့တနေရာ promote လုပ်ဖို့ဆိုရင်တော့အမှပြောသလိုအဲ့လို government ဆိုင်ရာတွေရောအဲ့လိုနည်းနည်းလိုသွားပြီပေါ့နော်သူတို့တွေနဲ့ပေါင်းလုပ်ပြီးသူတို့ကလာပြီးဆက်တွယ်ပြီးတော့ဖိတ်မှကိုအဆင်ပြေတာပေါ့နော်အဲ့လိုမျိုးရှိရညီမနောက်ထပ်အဲ့လိုဗာတိချင်နေတယ်ဟုတ်အဲ့ဒါအဓိကပေါ့နော်ဒါရေရှည်မှာတော့အဲ့လို project အလိုက်ပေါ့နော်ပူပေါင်းလုပ်သွားရင်တော့ပို့ပြီးဆင်ပြရပါတော့တယောက်တည်းအထက်စားလို့ရှိမှပြောချင်ဟုတ်တယ်အဲ့တော့ဘယ်လိုသွားကြလဲဆိုတော့ကွာပြောရင်
ဒီတနေရာကိုနာမည်ကြီးအောင်လုပ်ဖို့ဆိုတာက blogger တယောက်ထဲထက်ဆိုင်ရင်ဒါအမအခုပြောမဲ့ပုံစံကြတော့ blogger နေရာမဟုတ်ပဲနဲ့ project ပိုင်ရှင်ဘက်ကပြောမယ်ပေါ့အဲ့လိုမျိုးစီသူက blogger တယောက်ထဲကိုမသုံးတော့ဒီ travel blogger ဆို travel blogger 4-5 ယောက်ကိုတခါရွေးပြီးသုံးလိုက်တယ်ပြီးရင်သူတို့တွေကဒီတလအတွင်းမှာတပြိုင်နက်တည်တင်ကြမယ်အဲ့လိုတင်တဲ့အခါမှာ coverage ကပုံများသွားတယ်လူတွေပေါ်မှာ page ပေါ်မှာအဲ့လိုလူတွေတက်လာပါနော် news feed ပေါ်မှာအဲ့တော့ဘယ်မှာကြည့်ဒီအကြောင်းမြင်တယ်ဘယ်မှာကြည့်ဒီနေရာမြင်တယ်ဆိုတော့လူတွေကသွားခြင်းစိတ်တွေပေါ်စေတယ်ပေါ့အဲ့လိုမျိုးကြီးသွားကြတာ project တွေက ဟုတ်ကဲ့ပါကျေးဇူးပါ okay ပါပြီးတော့အဲ့လိုပဲဒီအင်ဒိုနီးရှားကဒီ tourism ကဖိတ်တယ်ဆိုလဲအဲ့လိုပဲသူတို့တွေကဒီအမတယောက်တည်းဖိတ်တာမဟုတ်ဘူးရန်ကုန်က blogger တွေလည်းပါတယ်လို့ blogger 3မှတ်သွားတော့ဟန်တီရဲ့အမရဲ့မရင်နောင်းရဲ့ဆိုတော့အမတို့ကတော့3ယောက်ပေါ့နော်အဲ့လိုမျိုးဖိတ်တယ်ပေါ့နော်ရန်ကုန်မန္တလေးအဲ့လိုနေပဲအစုံတခါကြရင်အဲ့လိုjournalist တွေသူတို့သတင်းမီဒီယာပိုင်းဟာတွေကဖိတ်တာလည်းရှိတယ်အဲ့လိုမျိုးလေးဖိတ်တယ်ပေါ့နော်အခုလည်းအဲ့လိုတရုတ်ဘက်ကလာပြောထားရတော့ရှိတယ်ဗီဇာအဆင်မပြေသေးလို့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလေးသူတို့တွေအရင်လာပြောပြီးမှကိုယ်နဲ့ collab လုပ်ဖြစ်တာပေါ့ ဟုတ်အဲ့ဆိုမှဘယ်လိုပြောမလဲနိုင်ငံခြားလာပြီးတော့အဲ့လိုကိုယ်လာကမ်းလှမ်းတဲ့ဟာမျိုးတွေအဲ့ project မျိုးတွေဆိုလို့ရှိရင်တော့လည်းဒါပိုအဆင်ပြေပေါ့နော် ဒီပေါ့နိုင်ငံခြားအောင်ကမ်းလှမ်းလဲဆိုတော့ ကြားတယ်လေ သူကဘယ်လိုသူတို့ကလည်းရွေးဦးမှာပဲကွာကိုယ်လိုဒီ travel blogger ဆို travel blogger အချင်းချင်းနေရာမှာဘယ်လိုရွေးမယ်ဆိုတော့အဲ့တော့ကိုကကိုရွေးခံရအောင်လို့အမြဲတမ်း consistently တင်နေမှသူတို့ကလည်းဟောဒီလူကအဲ့လိုတင်နေတယ်ဒီလိုပုံစံနေတင်တယ်ငါတို့ကတော့ဒီလိုပုံစံတင်တဲ့လူလိုချင်တယ်ဆိုပြီးရွေးသွားပါလိအဲ့တော့ပုံမှန်တင်နော် ဟုတ်ကဲ့ပါ okay ပါ ပါဆိုတော့နောက်ထပ်အမမေတူလက်ထောင်ထားတော့အမမေတူမိခွန်းလေးမေးလို့ရပါရှင် ဟုတ်ကဲ့ရှင်ဟိုပါလေအဲ့ travel blogger အဲ့လိုပုံစံမျိုး blogger လုပ်မယ်ဆိုလို့ရှိရင်စားလုံးမဲ့သူရဲ့အတွက်ကကြတော့တရက်တစ်ခါတင်အဆင်ပြေလားဒါမှမဟုတ်တစ်ပတ်တစ်ခါတင်လို့ရှိရင်အဲ့လိုအဆင်ပြေလားရှင် အဲ့မိကုန်းကိုဖြေမယ်ဆိုလို့ရှိရင်တော့ကျန်တာမပါဘဲနဲ့အဲ့ရပဲဖြေမယ်ဆိုရင်တော့တရက်တစ်ခါပြေတယ်ဒါပေမဲ့မဖြစ်နိုင်ဘူးလေညီမကတရက်တစ်ခါတပုတ်ထုတ်နိုင်လားဗီဒီယို editing တွေ content တွေရိုက်မှရောအကုန်လုံးတရက်တပုတ်ထုတ်ပါလားအဲ့ဒါစဉ်းစားအောင်ဘာလို့ဆိုကိုကအဲ့တရက်တပုတ်ကိုတင်မယ်ဆိုပြီးတပတ်လေးနဲ့တင်ပြကြဖူးမောတာဆိုပြီးသွားလို့မရဘူးအဲ့တော့ကိုကရေရှည်သွားမှာအဲ့တော့ရေရှည်ကိုကတပတ်တပုတ်တင်နိုင်မှာလားတပတ်ကို2ပုတ်လုံးနိုင်မှာလားပေါ့မှာကိုကကြိုစဉ်းစားပြီးတော့မှအဲ့ဟာကိုပဲလုပ်တင်တယ်ဟုတ်နော်ထားပါတော့ကိုက TikTok မှာတင်လို့တူတူလေးမဟုတ်လို့တင်တယ်ဆိုရင်တော့တမျိုးပေါ့လုံနိုင်လို့ပေါ့နော် ဟုတ်ကဲ့ ဆိုင်းလိုက်ကြောခန့်ဟုတ်ကဲ့ကိုမေးလို့ရပါပြီရှင် မင်္ဂလာပါဒေါက်တာဒေါက်တာဟိုကျွန်တော် ID နဲ့ဟုတ်ကဲ့ကျွန်တော် ID နဲ့ကြောင်းပြီးထားရပါတော့လက်ရှိတော့အသက်30ကျော်နေပြီလွန်ခဲ့တဲ့တစ်လလောက်ကကျွန်တော်တစ်လလောက်ကမှကျွန်တော် online ပေါ်စတက်တယ်စတက်ပြီးတော့ကျွန်တော်ကဒီ gym ဆွာရဝါသနာပါရပါတော့တင်တန်းနေပါလေပြီးထားတယ်ဆိုတော့စောတက်လဲ7နှစ်လောက်ရှိပြီဆိုတော့ဟောပါတော့ဒီ diet plan training နဲ့ပတ်သက်ပြီးတော့ကျွန်တော် patch နှစ်ခုဖွင့်ခဲ့တယ်နှစ်ခုဖွင့်ခဲ့တယ်ပေါ့နော်နှစ်ခုမှာကဘယ်လိုပြောမလဲကျွန်တော်အခုမှ line ပေါ်ရောက်တယ်ဆိုတော့ personal branding မရှိရလဲပါတယ်ပေါ့နော်အဲ့လိုထင်တယ်ပေါ့နော်တကယ်လည်းဟုတ်ပါတယ်အဲ့လိုမျိုးလောလောဆယ်ကဘယ်လိုဖြစ်လဲဆိုတော့ကိုလုပ်ချင်တဲ့အရာနဲ့ကိုဖြစ်ချင်တဲ့အရာနည်းနည်းလေးကပ်ဖြစ်နေပေါ့နော်ဒေါက်တာကပ်ဖြစ်နေဆိုတော့ဒီကြားထဲမှာလည်းဒီ content creation နဲ့ပတ်သက်ပြီးတော့ဒီတင်နန်းလေးတက်ဖို့လဲကျွန်တော်စဉ်းစားထားတယ်ဒါပေမဲ့ဒေါက်တာတင်နန်းဖွင့်နေဆိုတော့ကျွန်တော်နောက်နေ့လာကြော်အောင်မယ်နော်ဒေါက်တာ Okay ပါကျွန်တော် plan ဘယ်လိုရှိလဲဆိုဒီဟောပါနော်ကျွန်တော် ID နဲ့လည်းကြောင်းပြီးထားတယ်ဝါသနာပါတယ်ဒီ fitness နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်အတွေ့အကြုံအများကြီးရှိတယ်knowledge sharing လုပ်နိုင်တဲ့အနေအထားတစ်ခုမှရှိရပါတော့ဘယ်လိုလဲရှိလဲဘယ်လိုလဲဆိုလို့ချင်းကျွန်တော် ID နဲ့ပတ်သက်ပြီးတော့ knowledge sharing ပုံစံသွားချင်တယ်ပြီးလို့ရှိရင်ဒီ fitness နဲ့ပတ်သက်ပြီးတော့အဲ့လိုပုံစံသွားချင်တာပေါ့နော်အဲ့လိုမျိုးသွားဖို့တော့ကိုအကျဉ်းတစ်ခုခုလောက်ဒေါက်တာစီကနေယူချင်လို့အဲ့ဒါလေအခုအဲ့ဒါကိုကြားပြီးတော့အကျဉ်းပေးကျင်တာလေအဲ့ရဲ့အခုကဏ္ဍနှစ်ခုကအရန်ကိုကွာနေကွဲနေအဲ့တော့ page တစ်ခုတည်းနဲ့တော့မသွားသင့်ဘူး
နှစ်ခုခွဲပြီးသွားတစ်ခုကဒီ fitness နဲ့ပတ်သက်တာဆို fitness နဲ့ပတ်သက်တာကြီးပဲတင်ဖို့နောက်တစ်ခုက ID နဲ့ဟာ ID နဲ့တင်ဖို့ခွဲပြီးသွားတင်တယ် YouTube နေနေ Facebook နေနေဘာနေနေ TikTok နေနေပေါ့နော်။ဘာလို့ဆိုတော့ audience ကလုံးဝမတူဖြစ်နေတာ။ဘာလို့ဆိုတော့ကိုကဒီ fitness ဟာကိုတက်သွားခြင်းအပြင်ကိုကနေ့စဉ်ကွာကိုက value တွေပေးနေတော့မှာကွာဒါကဘယ်လိုမျိုးတွေ train ရမယ်ဘယ်လို diet plan နဲ့ဘယ်လိုလုပ်ရမယ်ဆိုတာတင်နေမှာအဲ့လိုတင်ပေးပြီးတော့မှလူတွေကအဲ့ဒါကိုဒီဟိုပေါ့ education ဟာလေးတွေသူကတုံးစားရင်းနဲ့မှာကိုရီကိုတိလာမှာအဲ့ဟာလေးကပေါက်ပြီးတော့အမှ personal branding ဆိုဖြစ်လာအဲ့ဒါကြမှာကိုကကိုယ့်ရဲ့ဒီ diet plan တွေရောင်းရတာတို့ဘာလို့ထပ်ပြီးရောင်းရင်ပို့ပြီးတော့ထပ်ပြီးတော့ကိုယ့်ဘောပို့ပြီးတော့အကျိုးပြုမှာပေါ့နော်အဲ့တော့ idea ကြတယ် ID တက်သွားဖို့ကောင်းတယ်အဲ့လိုခွဲထားဖို့တော့ပို့အကြံပေးရပါတော့နှစ်ခုကြီးပူးနေတာအဲ့တိတ်ပြီးတော့ကဏ္ဍကြီးကတိတ်မတူတော့မပေါင်းစေချင်ဘူးပေါ့နော် ။နောက်ထပ် recent ထောင်ပြီးတော့မင်းချင်တဲ့သူတွေညာရှိသေးလား။ ပြီးတော့ဟိုညီလေး Edison လားမသိကျွန်တော်သူ့ account လေးလိုချင်တယ်မိုးနေ့ကလည်းကျွန်တော်တွေ့ရသူစကားဟို meeting တခုဟိုဆရာလေးမိုးဆက် meeting မှာသူaccount အမှန်တော့ bro နော်ဟုတ်အဲ့လိုရပါတယ်ဟုတ်ကဲ့ပါဟုတ်အမားထက်ကြီးကိုလည်းအထားအောင်နောက်ကြမှာတက်စကားလာပြောပါဟုတ်ကဲ့ပါရပါတယ်ဟုတ်ကဲ့ပါအဲ့မှာဟိုက chat box မှာလည်းမိထားလေးတွေ့တယ် edit ကဘယ်လိုလုပ်ရမလဲပြပြပါဆိုတော့ edit ကလေဟိုပြောရင် editing only ပဲဆိုရင်တင်တဲ့နောက်တက်ဆရာမလို့ပြောရင်လေအဲ့မဲ့ကိုယ့်ကိုရှာလို့ရရင် free လုံနည်းတွေကတ်ဆိုလဲ tutorial တွေများလုံးတို့ပေါ်လုံးတို့ TikTok ပေါ်မှာရော Facebook ပေါ်မှာရောကိုလိုချင်တဲ့ဟာကိုရိုက်ချပြီးတော့ကိုယ့်ကိုလေ့လာပြီးတော့ကြတော့တကယ်ကိုက hands on တကယ်တပုတ်ကိုလုပ်ကြည့်ရမယ်မင်းရအဲ့ဒါဆိုတက်သွားမှာ editing only ပဲဆိုအဲကြောင့်မလို့ဒီအမတော်တင်တဲ့ဖွင့်တာ editing only ဖွင့်တာမျိုးမဟုတ်ဘူးအဲ့လိုအကုန်လုံးပေါင်းပြီးတော့မှလုပ်ပေးလိုက်တာပေါ့နော်ဘာ skill တွေရှိတင်လဲတဲ့ skill ရတော့ကိုတင်ပြမဲ့ skill တွေလိုအပ်တယ်ကိုကဘာ vlog ဘာ niche ပို့ပြီးတော့ဘာကိုတင်ပါလဲအဲ့အရာကြီးလိုတယ် editing skill လိုမယ်ပြီးတော့ public speaking skill လေးပါလိုမယ်ပေါ့နော်အဲ့ဒါတော့ကျင့်ပေါ့နော်ကင်မရာရှေ့မှာစကားပြောတာစင်ပြအောင်လို့ editing လိုမယ်ကင်မရာရိုက်တာကြီးလည်းလိုမယ်ကိုက travel blogger ဆိုတော့အဲ့ဒါပါတော့ပါနော်ဘယ်လိုကိုင်ဘယ်လို shoot down ရိုက်ဘယ်လိုရိုက်ဆိုတာလိုတယ် my cousins are watching Matt's vlog in TV တဲ့ဟုတ်ကဲ့ပါဟုတ်တယ်နောက်ပိုင်းလေဘာလဲမသိဘူးအဲ့လိုများတော့အဖြစ်လာပြောရင်လေ YouTube က TV မှာကြည့်နေရနော်လို့တအိမ်လုံးကကြည့်တာနော်လို့အိမ်မှာကြည့်နေလို့တွေ့နေရတော့ဘာလို့လာပြောကြဒီ live ရဲ့ဘယ်အချိန်မှာအပျော်ဆုံးလဲဘယ်လိုအောင်ဖြစ်ရမလဲမသိတော့ပျော်ရရများပျော်ရရများအဲ့လိုပဲကိုလိုချင်တဲ့အရာတစ်ခုရလိုက်တဲ့အချိန်လို့ဘာလို့ပျော်တယ်ပေါ့နော်အပျော်ဆုံးဆိုတော့အဲ့ဒါပဲပေါ့ပြင်ခရီးသွားရင်ပျော်နေရပေါ့လေbudget မရှိသေးလို့ travel မလုပ်ခင်နဲ့ study blog လေးအရင်လုပ်ထားရင်ရလားရပါတယ်ရတာပေါ့အဲ့လိုလဲသွားလို့ရတယ်ကိုကဟုတ်ပါတော့အကြောင်းတက်နေရဆိုရင်နိုင်ငံခြားမှာဖြစ်ဖြစ်မြန်မာနိုင်ငံမှာဖြစ်ဖြစ်ဒီ study နဲ့ပတ်သက်တဲ့ vlog လေးတွေလုံးနေမှာကို့မှာလူငယ်ပြည့်သက်လေးရလာမှာပေါ့နော်အဲ့အောင်မှနောက်ကြမှာ travel blog လေးတွေသူကနာမည်ရလာပြီဆိုလို့ရှိရင်တော့နောက်မှဘယ်ဘက်ကိုဘယ်လိုသွားကိုတိနေပြီဆိုတော့လိုက်ကြည့်ကြမှာပေါ့နော်အဲ့လိုမျိုးလုပ်လို့ရပါတယ်ဟောဖြည့်ပြီးတော့တယ် editing ပိုင်းကဟုတ်တယ်ဟုတ်မြေရလူတွေအတူတူပဲ editing ပိုင်းကဘယ်လိုလုပ်ရမလဲဆိုတော့အဲ့ဒါပါ CapCut နဲ့အမကတော့ Final Cut Pro MacBook နဲ့လုပ်နေတာပါ vlog မှာအပျော်ဆုံးချိန်ရပဲချိန်လေတဲ့ပျော်ဆုံးချိန် travel vlog ဆိုတော့ခရီးသွားနေရချိန်ကအပျော်ဆုံးပေါ့အပြင်းဆုံးချိန် editing လုပ်နေရချိန်ဖြစ်မှာအိမ်စာတွေလေးသိရမလားပြောသွားတော့သွားရိုက်ခဲ့ပြီးရင်များတော့ပြင်ဖြစ်ကြတာtravel vlog ကလုပ်ချင်တယ်ဒါပေမဲ့ဟိုခရီးသွားရင်ရတာဟိုကတမောက်ဆိုရဟာကြီးလေးသိရမလားဒါပေမဲ့ကိုကရိုက်နေကြဖြစ်သွားရင်အဲ့ဟာကတော့ဘာတန်ကြီးတော့ဖြစ်ပါခုဆိုရင်မထိတ်ဆိုလို့ရှိရင်ကွာတကယ်ချင်းနေနဲ့တူတူတွားတယ်တွားပြီဆိုလို့ရှိရင်သူတို့တောင်မှလေကိုဘယ်တော့ဘယ်လိုရိုက်လိုက်မှမသိလိုက်အဲ့လောက်ကိုဟိုဟာဖြစ်တာဘာတန်ကိုမရှိတာအဲ့လိုဗီဒီယိုထွက်လာပြီဆိုမှနေတာဘယ်တော့ရိုက်လိုက်တာလဲလို့ဘာလို့ဖြစ်သွားတာအဲ့တော့ပြောရင်တူတူသွားလို့ကိုကဗီဒီယိုရိုက်နေလို့နောက်ကျတာစောင့်ရတာမျိုးဘာမှမရှိဘူးသူတို့တောင်မသိလိုက်အဲ့လိုရိုက်တာပါဒါကတော့ရိုင်းနဲ့ကျွမ်းသွားတယ်ညီမက Korean language teacher တယောက်ပါရှင်တဲ့ Facebook page လေးလည်းရှိတယ် introvert တယောက်ဖြစ်နေတော့ page မှာရုပ်ထွက်ပြပြီးဗီဒီယိုလေးတွေဖန်တီးဖို့ကြောက်နေမိတယ်တဲ့ page လေးကတော့ 60k လောက်ရှိပါတယ်တဲ့တော်တော်လေးလမ်းရောက်နေပြီမစိုးပါဘူး
ရုပ်ထွက်မပါပဲအတန်နဲ့တင်တာစာတင်တာရော page မှာတင်နေရှိတယ်ဘုန်းတော်ကလည်းဒီချာလေးနားလဲခြင်းလို့စောက်လို့လေ writing ပိုင်းလေးကိုနင်းနေတာအဲ့ဟိုလေးပြောရင် content writing ရတယ်လေအခုနောက်ပိုင်းမှာအချိန်တစ်ခုရောက်လာတော့အရှိမရေးလက်စရေးဘူးနေကြကျွမ်းလာတဲ့လူတွေကနေပြီးတော့ topic တစ်ခုထုတ်ပြီးတော့တင်နေနေဆိုပြီးပေါ်လာတာပေါ့နော်ပြောရင်ကိုရီတော့အဲ့ဟာမရှိဘူးကွာဒီလား content writing တင်နေပါညာအဲ့တော့ဘာလဲဆိုတော့ရေးဖို့ပဲကွက်စရေးနဲ့မှကျွမ်းလာတာဒီလားမထိန်တော့ဆိုလဲအဲ့လိုပဲဒီ travel ရဲ့ဒီ tips and tricks တွေရေးတာစာရေးပြီဆိုလဲအရင်တော့အထက်နောက်ပိုင်းကဒီရေးပါများလာတော့အပုတ်ရေးတရားတော့ရောက်လာတဲ့အချိန်မှာ smooth ဖြစ်လာပြီးတော့တခါလေးရေးထွက်လာတဲ့ဟာအရန်ကိုအဆင်ပြေသွားတာပေါ့နော်အဲ့ဒါလည်းကိုတယောက်တည်းမပြီးဘူးကိုကရေးပြီးလို့ရှိရင်ဘေးနားလူတွေပြကြံပေးခိုင်းပြင်အဲ့လိုလေးသွားတာအဲ့တော့ writing ပိုင်းမှာအရေးကြီးတာ spelling သိလားခုနောက်ပိုင်းဒီကလေးတွေ spelling တွေအရန်မားတယ်မြန်မာစာကိုပြောတာနော်မြန်မာစာအဲ့လိုကိုလိုကန်လိုက်ကွာကြည့်ရတာပြီးတော့အဲ့လို content writer ဆိုပြီးတော့ဖြစ်နေပြီးတော့ spelling တွေမားနေကြအဆင်မပြေဘူးပေါ့လေဒီမှာအဓိကတော့ရေးကျင့်ဖို့ပဲလိုအပ်ပါတယ်ဟိုလိုမျိုးဒါကြီးကကောင်းတယ်ဒီလိုရေးရမှာအကောင်းဆုံးဒီလိုတိုက်သွားတဲ့နေဆိုတဲ့ rule ဆိုပြီးတော့ theory ဆိုပြီးတော့မရှိပါဘူးစလုံးမမှန်အောင်ရေးတယ်ပြီးတော့ပြောရင်တယောက်နဲ့တယောက်တော့ရေးပုံရင်းနေမတူဘူးကွာပြက်တာသွားချင်တာလားပြက်မလားတော့ဟိုဘယ်လိုပြောမလဲရတဆန်လေးသွားချင်တာလားကိုယ့်ရဲ့ဒီရေးပုံရင်းနေကိုယ့်ရဲ့ဒီ brand image ကဘယ်လိုရှိရလဲတချို့လူကြတယ်မဟုတ်ရေးရဲ့လူကဟာတာစတိုင်လေးနှောပြီးသွားတာရှိတယ်အဲ့လိုမျိုးလို့ပုံမူတည်ပြီးတော့သူက consistent ဖြစ်အောင်ရေးပေါ့နော် education နဲ့ပတ်သက်တာတွေတင်မယ်ဆိုရင်ရောတဲ့ဥပမာ English studying blog တွေရိုက်တင်မယ်ပေါ့တဲ့ဘာလို့လဲရှင်းနေဘာမှမလိုအပ်ပါဘူးဖုန်းပဲလိုပါတယ်ဖုန်းလေးလိုတယ်ပြီး light တင်ကောင်းတဲ့ညမှာရိုက်အဲ့ဆိုရင်အဆင်ပြေပြီကိုက value pay ထဲမှာဘာတွေပြောမလဲဆိုတာပိုအရေးကြီးတယ်ကျန်တာဘာမှမလို device တွေလည်းထက်လို့မျိုးမရှိဘူးအဲ့ထဲမှာကိုဘာပြောမလဲဘာပြမလဲဆိုတာပိုပြီးအရေးကြီးပါတယ်မင်္ဂလာပါမထရေးတဲ့အမဒေါက်တာတယောက်အနေနဲ့ယခုလက်ရှိလောက်ကနေဒီလားဆိုတာသိကျင်လို့ပါတဲ့ဒါမှမဟုတ်နှစ်ခုလုံးတွဲလုပ်နေတာဆိုတာလေးရှင်းမသားလို့ပါတဲ့အမကအခုတော့ဒီဆရာဝန်အနေနဲ့တော့စိတ်ကူပြီးတော့ practice မလုပ်နေတော့ပါဘူးဒါပေမဲ့ကိုယ်ပိုင်စေယုံထောင်ထားပါတယ်ပြောရရင်အဲ့ဒါကြောင့်မလို့ပဲကိုယ်တိုင်စိတ်ကူနေခရီးသွားလို့မရဘူးဒီလားအဲ့လိုမျိုးပါဘယ်လိုအဲ့လိုမျိုးတခြားဘိုင်းနေဘလို့ရောက်သွားလဲဆိုတော့အဲ့ဒါကိုပြရရင်ကွာဆေးချောင်းတက်ကြရကွာပြီးတော့ဟောက်စီပိုင်းဆင်းရပြီကွာဘွဲမရခင်တနေ့ဟောက်ဆင်းရကွာစေယုံကြီးမှာသွားပြီးလှုပ်တင်နေပါအဲ့ဒါသွားရလေဘာဖီလေးနေဝင်လာတယ်ဆိုတော့အေးရေးပြက်တာအဲ့လိုညအိပ်ပြီးဆိုရင်ကောက်ဆရာမသွေးမကြလို့ဆရာမဘိုင်းလာလို့လာတော့ခံရတော့ကွာဒီလားအဲ့ရဲ့ဒီ feeling ကိုမကြိုက်ဘူးကိုကအဲ့နေလုံးဝ sound sleep ပဲရကြတာလို့ညထရတာကိုတတိမှမကြိုက်တဲ့လူဆိုတော့လေကိုကအဲ့ဟာကိုအရန်ခဲလောက်တာဆိုဟို work life balance ကိုအရင်ကြည့်ရပါတော့အဲ့တော့ပေါ့ငါဆရာဝန်ဆက်လုပ်နေတဲ့အချိန်ရှင်တော့လို့အလုပ်တရားလို့တအားလုပ်ရပြီးတော့လို့ညရီလဲလို့အဲ့လိုအိတ်ကြီးတွေပြက်လို့ work life balance မရှိဘူးဆိုပြီးတော့တကယ်စိတ်ကူကတော့ဝါသနာပါတယ်အဲ့လိုနောက်ပိုင်းထိလဲအဲ့လိုမျိုးကွာ brighter ဆေးကူခံနေပါတယ်မှာလဲခုဖြစ်တယ်ဒါပေမဲ့မလုပ်တော့ဘူးပေါ့နော်ဟို management ဘက်ကိုကူးချလိုက်တာပွဲရကြတဲ့ကစလုပ်တာဒီ MO ဆရာဝန်မဟုတ်ပဲနဲ့အဲ့လိုမျိုး CEO အောက်တဲ့မှာမင်္ဂလာဆေးရုံစပြီးဖွင့်ခဲ့တဲ့ဆောက်လုပ်ရေးလုပ်ခဲ့တဲ့ဝင်လုပ်ခဲ့တာပေါ့လေအဲ့မှာ2နှစ်ခွဲလုပ်ခဲ့ပြီးတော့မှကောက်ကိုဖွင့်လိုက်တာပေါ့အဲ့တော့အခုလောလောဆယ်တော့ဘန်ကောက်မှာခဏနေရင် MBA တက်နေတာပေါ့နော်ဘန်ကောက်ကနေပဲလှမ်းပြီးတော့ manage လုပ်နေပါတယ်အဲ့တော့ခရီးလျှောက်သွားလို့ရနေတာပေါ့မထိတ်လေဆရာဝန်လုံရင်းနဲ့ခီးတွေသွားခဲ့တာဆိုတော့ career နှစ်ခုနဲ့ခီးသွားဖို့အချိန်များဖို့ကိုဘယ်လိုလုပ်ခဲ့လဲတဲ့မ traveler ဖြစ်ချင်တယ်နောက်ထပ်စာလဲတင်ချင်သေးတယ်တဲ့ပြည့်ရန်ယူနေလို့မရတော့ဘူးထင်လို့ပါတဲ့အဲ့ပြောရမယ်ဆိုရင်ခွင့်ရတော့ဟုတ်တယ်ယူချင်တိုင်းတော့ယူလို့ရမှာမဟုတ်ဘူးကိုကလေထိုင်းတော့ကကြတော့ဒီ corporate job မှာဝင်တော့ဘယ်လိုကြီးသွားခဲ့လဲဆိုတော့အဓိကကိုကဒီတနေ့ရောက်ပြီဆိုကြတဲ့ calendar ကြီးအကုန်လအစဆုံးလှမ်းကြည့်ပြီးသား12လပိုင်းထိရောက်ပြီးသားဘယ်ရက်တည်းခီးသွားရက်တည်းဘယ်လိုတိုက်တယ်ဘယ်ရက်တည်းကတော့စနေတင်ငွေတွေနဲ့ဘယ်လိုကြီးကြိုက်တယ်အဲ့တော့အဲ့လိုကြိုက်တဲ့ရက်တည်းဘယ်နည်းရှိရဆိုအကုန်ကြည့်ပြီးသားဘာလို့ဆိုတော့ကိုခီးသွားခြင်းတယ်လူလေသွားနေရမှာအဆင်ပြေရဆိုအဲ့အရာအကုန် plan ပြီးသားကြည့်ပြီးတော့မှ okay ဒီညဆိုရင်တော့ငါဒီညခွင့်ယူမယ်ဒီလောက်ဆိုရင်တော့ဒါကိုခွင့်ယူမယ်ကြိုတင်တစ်နှစ်စာ plan လိုက်ပြီးသား
အဲ့လိုမျိုးဆိုရင်တော့ခွင့်ရငါဘယ်နည်းရမယ်အဲ့လိုမျိုးဆိုရင်တော့ဘယ်လိုကြိုက်တယ်အဲ့လိုရှိရကွာဒီလားတစ်နှစ်ပတ်လုံးမှာ10ရက်ခွင့်ယူလို့ရရှိမယ်annual leave ယူလို့ရတယ်လည်းရှိမယ် sick leave ယူလို့ရတယ်လည်းရှိမယ်ဆိုတော့အဲ့လောက်ကတော့ AC ကပါမိတယ်အဲ့လိုပဲသွားခဲ့ရပဲရှင်းအောင်ထောင်ထားဆိုအဝေးကနေဘယ်လို manage လုပ်လဲဆိုတော့ပြောရင်ကွာရှင်းအောင်ထောင်ထားဆိုတာဒီအမတစ်ယောက်တည်းမဟုတ်တငယ်ချင်းနောက်ထပ်3ယောက်ပါတယ်ဆိုတော့လောလောဆယ်2ယောက်ကမြန်မာနိုင်ငံမှာကျန်ခဲ့ဆိုတော့သူတို့ကဒီ daily manage လုပ်တာပေါ့နော်အမကတော့online ကနေပြီးတော့ပဲအမ finance ဘိုင်းကင်တယ် marketing ဘိုင်းကင်တယ်အဲ့လိုတခြားအပတ်စဉ် meeting တွေလုပ်ပြီးတော့မှ manage လုပ်နေရပေါ့နော် online shop လုပ်ရင် content creator လုပ်ချင်တာတဲ့အဲ့ဒါဘယ်လိုလုပ်အောင်လဲဆိုတော့ပြပြပါ online shop လုပ်ရင် content creator လုပ်ချင်အဲ့လေရပါတယ်အဲ့ဒါပြောရင်တူပါပဲတခြားအလုပ်တစ်ခုလုပ်ရင်းနဲ့ content creator လုပ်တာ ਨੇ လေဟိုကတော့ကွဲမှာပေါ့နော်ကိုကထားပါတော့ဒါကတော့ကိုတဘောပေါ့နော်ဒီ content creation ဘိုင်းကိုဒါဘယ်လိုမျိုး type ပတ်သွားချင်တာပေါ့မူတည်ပြီးတော့ page ကခွဲတင်မခွဲတင်စဉ်းစားရမှာပေါ့နော်ကိုယ့်ရဲ့ဒီ content creator ကဒီ online shop ကိုပို့ပြီးတော့အကျိုးပြုစေပြီးတော့ကြည့်မလားပို့ရောင်းကောင်းအောင်လို့လုပ်ချင်တဲ့ဟာလားအဲ့လိုဆိုရင်တော့ဒီ online shop page မှာပဲတင်လို့ရမယ်အဲ့လိုမျိုးရှိတယ်တစ်ခုနဲ့တစ်ခု supporting ပေါ့အဲ့ဒါလုပ်လို့ရပါတယ်တင်နေုံမဲ့ဒီကဒါ value တွေပေးပြီးတော့ tips တွေ how to တွေအဲ့လိုတွေ sharing လုပ်ရင်တော့အဆင်ပြေစတင်ချင်း reach မရ view မရတဲ့အခါရက်ပစ်လိုက်မိတာတွေရှိတယ် first impression ကတကယ်အရင်အရေးကြီးလားအရေးကြီးတယ်လို့ပြောမှာပေါ့ဘာလို့လဲဆိုတော့ကိုတင်တဲ့ဒီ content ကအကြိမ်ပောက်ခဲ့လို့ရှိရင်အဲ့ပောက်ခဲ့တဲ့ content နေပြီးတော့ကို page ကိုရောက်လာကြမယ်လူတွေရှိတယ်အဲ့တော့ဒီ page ရဲ့ first impression ကအရေးကြီးတယ်ကိုယ့်ရဲ့ page ကို professional ဆန်ဆန်လေးဖြစ်နေအောင်လို့ profile picture ကစ cover photo ကစလို့အကုန်လုံးကို picture detail လေးပြင်ဆင်ထားပိုကောင်းတယ်ဗောနော်အဲ့လို graphic လေး picture သုံးပြင်ဆင်ထားရင်ရောက်လာပြီးတော့သူကဘယ်သူဘာကြီးလုပ်နေရဆိုတော့တန်းတည်သွားတယ်ဗောနော်အဲ့လိုမျိုးမပြင်ဆင်ထားဘဲနဲ့ page ကြီးကိုဒီတိုင်းဖြစ်တယ်လို့ထားပြီးတော့မှတင်နေတော့မကောင်းဘူးဗောနော်ဒါပေမဲ့ခုနပြောတဲ့ဒီ तू ဆိုတော့ဘယ်လိုဟာကိုပြောရလဲမသိဘူး first content အရေးကြီးတာတော့ပြောတာမဟုတ်ဘူးနော် content ကတော့တင်းနေရမှာပဲလက်ရှိ YouTube မှာတဲ့ TAN 79ရဲ့ down show နဲ့ channel နဲ့ show program တွေစနေပါတယ်ဒီကိုယ်တိုင် creative director တောင်းထားတာမျိုးလေကိုရဗီဒီယိုထွက်လာဒါအထိအကောင်းဆုံးလုပ်နိုင်ပေမဲ့တဲ့ channel အသစ်ဖြစ်နေတော့ subscriber နဲ့ view တွေကမတက်လာပဲကြာနေရတယ်ကျွမ်းကျင်ဖြစ်နေတော့ဘယ်လိုကနေထက်လိုက်တယ်သူကဟိုလာဟိုနားလေးကကိုယ်နေလို့ပါ down show ဆိုတာဘာလဲမသိအဲ့လို show program ကဘယ်လို show program လဲမသိအဲ့လိုထားပါတော့မင်းသားမင်းသမီးနဲ့ရိုက်တဲ့ show program အဲ့ဒါကိုပြောရလားအဲ့လိုမျိုးဗီဒီယိုကို YouTube ကနေပြန်တင်နေရပါတော့ပုံမှန်ဆိုလို့ရှိရင်တော့လေတင်ရင်နဲ့တော့ရောက်သွားမှာပဲဘာလို့ဆိုဟို TM79 ဆိုတာကဟိုဟာအမမကြားဘူးလိုက်လို့ဟိုဟာလားအဲ့လို TV channel တစ်ခုလားအဲ့ဒါဆိုရင်တော့တေချာဘောက်က quality ကောင်းထုတ်ထားမှာပဲဗီဒီယိုတွေကအဲ့လိုမျိုးဆိုရင်ပြန်တင်တာကညာတော့ပြင်အဲ့လိုဟာတွေကပိုပေါက်လေးတော့ရှိတယ်ပိုပေါက်လေးရှိဆိုတော့ဘာလို့ဆို TV channel ဟာကိုတင်ထားဖြစ်တော့ quality လည်းကောင်းနေဆိုတော့တွားတယ်တွက်နေတူတွားတယ်ပုံမှန်လေးတာတင်နေပြီးတော့တင်နေဆိုပေမဲ့လည်း YouTube မှာပဲပြရပဲမဟုတ်ဘဲနဲ့လေဟိုကိုယ့်ရဲ့ဒီ Facebook account နေ share ရပဲဖြစ်ပြင်မှာကိုယ်တငယ်ချင်းတွေကို share ခဏပဲဖြစ်နည်းနည်းတော့ reach အောင်လို့ဒီ Facebook ထဲကနေပြီးတော့ YouTube ကိုပြန်ပြီးတော့စီးစင်းအောင်လို့တော့အဲ့လိုပုတ်တွေကတင်ပြီဆိုလို့ရှိရင်တော့ထုတ်ပေးပေါ့နော်အပြင်ကိုလေ link တွေထုတ်ပေးဒီအမှတင်တာမဟုတ်ပဲနဲ့နိအဲ့မှာတွေ့လာမှာပေါ့နော်โอเคပါမိခုနေလဲကုန်ပါပြီအချိန်လည်းပြည့်ပါပြီဟုတ်ကဲ့ပါဒါဆိုရင်မေးကြလေးမရှိကြဘူးလို့ထင်ပါတယ်ရှင်ဆိုတော့ဒီနေ့ဖြည့်ပေးသွားတဲ့ method ထည့်ယူရင်းနဲ့မေးသွားပေးကြတဲ့သူတွေကိုလည်းကျေးဇူးတင်ပါတယ်ဆိုတော့ညီမလေးတခုပြောကြရှိရပေါ့နော်အဲ့ဒါကတော့ညီမတို့ရဲ့ program လေးအကြောင်းကိုပြောပြပေးချင်ပါတယ်ဆိုတော့ခဏလေးဒေါက်တာထည့်ယူရင်ပြောသလိုပဲပေါ့နော် content creator တရားဖြစ်မယ်ဆိုလို့ရှိရင်ဘာမှမလိုဘူးစဖို့ပဲလို့ပဲဆိုတဲ့အတိုင်းပဲညီမတို့ရဲ့ဒီ webinar နဲ့ဆက်ပြီးတော့
ကိုယ့်ရဲ့အမိုက်စား idea တွေကို content အဖြစ်ပြောင်းလဲပေးနိုင်တဲ့ blog ရေးမယ် blog ရိုက်မယ်ဆိုတဲ့ online program လေးအကြောင်းကိုပြောပြပေးချင်ပါတယ်။ဆိုတော့ဒီ program လေးက blog ရေးမယ် blog ရိုက်မယ်ဆိုတဲ့ team ကနေတစ်ဆင့် creator တွေကိုသူတို့ရဲ့အတွေးတွေ story တွေ creative content တွေကိုညှဝေချပြနိုင်မှာပဲဖြစ်ပါတယ်။ဆိုတော့ပြောမယ်ဆိုရင်စုတွေပေါင်းပြီးပေးမယ့်အစားအဓိက creator တွေက confidence ရှိနဲ့ social media platform တွေမှာကိုယ့်ရဲ့ quality content တွေကိုဘယ်လိုချပြနိုင်မလဲဆိုတာတွေကိုဦးစားပေးသွားမယ့် program လေးပဲဖြစ်ပါတယ်။ဆိုတော့ program duration လေးကတော့ဒီ webinar ပြီးရဲ့နေ့ကစပြီးတော့နောက်ပြန်စပြီးတော့တစ်ပတ်တိတိကြာမြင့်မှာပဲဖြစ်ပါတယ်။ဘယ်သူတွေပါဝင်လို့ရမလဲဆိုရင် content creation ပိုင်းတွေ vlogging, blogging, digital storytelling ကိုစိတ်ဝင်စားတဲ့သူတွေပြီးသူမဆိုပါနိုင်ပါတယ်။တော့ဘယ်လိုပါဝင်နိုင်မလဲဆိုရင်ကြတော့ဒီ blogspot webinar ကိုတက်ရောက်ထားတဲ့သူဖြစ်ရမယ်ပြီးတော့ကိုရေးထားတဲ့ blog ဒါမှမဟုတ်ကိုရိုက်ထားတဲ့ vlog တွေကိုအနည်းဆုံးတစ်ပုဒ်ကနေစတင်ပြီးတော့တိုင်းတဲ့တရား social media platform တွေမှာတင်ပေးရပါမယ်ပြီးတော့ကိုဖန်တီးပုံတော်ထားတဲ့ blog ဒါမှမဟုတ် vlog တွေကို personal account မှာဖြစ်စေကိုပိုင် page ကနေဖြစ်စေတင်ပေးရပါမယ်ပြီးတော့ blogspot webinar guest speaker တွေခံမှာတင်လိုက်ရတဲ့အကြောင်းအရာတွေ blog ဒါမှမဟုတ် vlog ကိုဘာကြောင့်ဖန်တီးချင်တာလဲဆိုတဲ့ storytelling ပိုင်းတွေပြီးတော့ blog ဒါမှမဟုတ် vlog ဖန်တီးတဲ့အခါမှာတွေ့ကြုံရတဲ့အတွေ့အကြုံတွေကိုမျှဝေပေးလို့ရပါတယ်ဆိုဘယ်လိုတင်ရမလဲပေါ့နော်ကိုဖန်တီးထားတဲ့ content တွေကိုတင်တဲ့အခါမှာဒီအခု slide မှာပြထားတဲ့ blog case vlog blog ရေးမယ် vlog ရိုက်မယ် blog case vlog webinar hype community hype တင်စားတဲ့ hashtag တွေကိုသုံးပေးရမှာဖြစ်ပြီးတော့ hype community 2.0 ကိုတင်ထားတဲ့ post မှာ tag ရွှဲရတာမဟုတ် comment မှာ mention ခေါ်ပေးရပါမယ်ဆိုတော့အကယ်လို့ပေါ့နော်ဒီ program လေးကို join ပြီးတော့ page join မယ်ဆိုလို့ရှိရင် hype education နဲ့ hype community တို့ရဲ့ Facebook page မှာ join ထားတဲ့ဖြစ်ကြောင်း join မယ်ဖြစ်ကြောင်းနာမည်ပေးပြီးတော့စီးရင်ပေးလို့ရပါတယ်တော့ညီမတို့ရဲ့ program လေးအကြောင်းကိုပြောပြပေးရပါဆိုတော့မနေ့ပြန်စပြီးတော့ join လို့ရပါတယ်။ပေါ့နော်ညီမတို့ကို Hyped Education နဲ့ပတ်သက်ပြီးတော့ဆက်သွယ်စရာတွေမေးမြန်းစရာတွေရှိရဆိုလို့ရှိရင်တော့ Hyped Education ရဲ့ official Facebook, Instagram, YouTube Gmail, LinkedIn နဲ့ Hyped Education official website တို့ကနေတစ်ဆင့်ဆက်သွယ်လို့ရပါတယ်။ပြီးတော့ညီမတို့ကိုဒီလိုမျိုး Hype community နဲ့ပတ်သက်ပြီးတော့ webinar တွေworkshop တွေ training session တွေပြီးတော့ social media partnership တွေနဲ့ပြောချင်တဲ့ကမ်းလှမ်းချင်တာမျိုးတွေရှိလို့ရှိရင်တော့ Hype Community ရဲ့ official Facebook, Instagram, Gmail နဲ့ LinkedIn တို့ကနေဆက်သွယ်လို့ရပါတယ်။ပြီးတော့နောက်ထပ်ဒီလိုမျိုးပွဲတွေ webinar တွေလည်းအများကြီးလုံးဝမလို့ညီမတို့ရဲ့ Hype Education နဲ့ Hype Community ရဲ့ social media ကို follow ပေးပြီးတော့စောင့်ကြည့်နေပေးကြဖို့မြစ်တာရက်ခံပါတယ်။ဆိုတော့အခုလိုဒီနေ့ sharing လုပ်ပေးသွားတဲ့ဒေါက်တာထက်ဤဝင်နဲ့တက်ရောက်လာပေးကြတဲ့ participant တွေအားလုံးကိုကျေးဇူးတင်ရှိပါကြောင်းပြောကြရစေ။ဆိုတော့ညီမတို့ရဲ့ vlog day 2 online webinar လေးက day 1 ရော day 2 ရောအောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ကြောင်းပြောရင်းနဲ့ဒီမှာပဲဆုံးသက်လိုက်ပါတယ်ရှင်။